နာတော်နှစ်2550ခုနှစ်ကောဇာတက္ကရာ1369ခုပြာသူလပြည့်ကျော်8ရက်2008ခုနှစ်တလပိုင်း30ရက်နေ့ကျေးဇူးတော်ရှင်ဧကမဟာပန္တိတမိုးကုတ်ဆရာတော်ဘုရားကြီးဤတရားဌာနမကွေးတိုင်းဗာမြို့နယ်တွန်းဘူးမြို့နယ်ကျောင်းကုန်းကြီးရွာဓာစီကျောင်းအောင်နောက်ကျောင်းဟုတ်ပြီမကွေးတိုင်းပွင့်ဖြူမြို့နယ်ကျောင်းကုန်းကြီးရွာအနောက်ကျောင်းတိုက်တော်အတွင်း၌ကျောင်းကုန်းကြီးရွာဂောစကံအတွင်းတရင်သုံးနေထိုင်တော်မူကြကုန်သောဘုရားအမှုရှိသောသံဃာတော်အရှင်သူမြတ်အပေါင်းတို့အားဥထိပ်ပန်ဆင်လျက်အနောက်ကျောင်းတိုင်းဆရာတော်ဘုရားကြီးနှင့်တကွမြို့မိမြို့ဖရွာမိရွာဖလူကြီးမင်းများအားအမှုထား၍စေရင်ကျင်းပပြုလုပ်အပ်သောတရားစခန်းပွဲ၌တရားနာကြွရောက်လာကြသောယောဂီသူတော်စင်များအားလုံးစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းပြည့်စုံစွာနဲ့ဦးဇင်းတို့ဟောပြောပြသမဲ့သစ္စာတရားများကိုနာလဲနာနိုင်ကြပါစေနာတဲ့အတိုင်းလဲသိကြပါစေသိတဲ့အတိုင်းလဲဒီဘဝဒီခန္ဓာမစွန့်ကြခင်ကိုယ်ဒုက္ခကိုလက်စသိမ့်အောင်ကျင့်ကြံကြိုးကုပ်ပွားများအားထုတ်နိုင်ကြပါစေလို့ရှေးဥစွာမေတ္တာဘုဒ္ဓပေးလိုက်ပါတယ်နော်သစ္စာတရားတော်တို့ကိုဟောကြားရာ၌သစ္စာ၄ပါးမြတ်တရားတော်တို့ကိုဆရာမကူသယံဘူဉာဏ်တော်မြတ်ဖြင့်ကိုယ်တော်တိုင်အကျွင်းမဲ့ထိုးတွင်သိမြင်အောင်မြင်တော်မူပြီးတတ္တဝဝိနည်းအပေါင်းတို့အားသစ္စာရည်အေးအမြိုက်ဆေးတော်တို့ကိုတိုက်ကြွေးတော်မူပေထသောမဟာကရုဏာတော်ရှင်ဗုဒ္ဓံမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဤဂုဏ်တော်ကျေးဇူးတော်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကောင်းစွာဟောကြားဆုံးမတော်မူခဲ့၍ဆုံးမတော်မူသည့်အတိုင်းလိုက်နာကျင့်ဆောင်သောပုဂ္ဂိုလ်အပေါင်းတို့အားကျင့်ဆောင်သူတို့အလျောက်အခါမလင့်သောအကျိုးကျေးဇူးအထူးတို့ကိုပေးစီတတ်သောဓမ္မံတရားတော်မြတ်တို့ဤဂုဏ်တော်ကျေးဇူးတော်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဤအဆုံးအမဓမ္မဒေသနာတော်တို့အားယနေ့တိုင်အတွန့်ရှည်တည်တံ့ခိုင်မြဲအောင်အစဉ်အဆက်ထိမ့်သိမ့်စောင့်ရှောက်တော်မူလာကြကုန်သောသံဃာတော်မြတ်အပေါင်းတို့ဤဂုဏ်တော်ကျေးဇူးတော်နှင့်တကားဥစဉ်အားဤသစ္စာ၄ပါးမြတ်တရားတော်တို့ကိုကိုယ်တိုင်လည်းနာကြားသိရှိနိုင်အောင်ယောဂီအပေါင်းသူတော်ကောင်းတို့အားလည်းယခုကဲ့သို့တဖန်ပြန်လဲဟောပြောညွှန်ကြားပြသနိုင်အောင်နိဗ္ဗေလမ်းပြသွန်သင်ဆုံးမပေးတော်မူခဲ့ကြသောဘဝတစ်ပါးသို့ကွယ်လွန်အနိစ္စရောက်သွားကြပြီဖြစ်သောမွေးသဖခင်ကျေးဇူးရှင်နှင့်မွေးသမိခင်ကျေးဇူးရှင်ကြီးတို့၏ဂုဏ်ကျေးဇူးဆရာသခင်ဖြစ်တော်မူသောကျေးဇူးတော်အရှင်ဧကမဟာပန္တိတမိုးကုတ်ဆရာတော်ဘုရားကြီး၏သီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်တို့အားပူဇော်သောအားဖြင့်၎င်းကျေးဇူးဆတ်သောအားဖြင့်၎င်းဦးဇင်းမျက်မှောက်သို့ယနေ့တရားနာကြွရောက်လာကြသောသန္တရာဤဆွေတော်မျိုးတော်အပေါင်းတို့အားကျေးဇူးဆတ်သောအနေနဲ့ဟောကြားသွားမှာဖြစ်ပါတယ်ကဲအားလုံးသောသူတော်ကောင်းအပေါင်းတို့လည်းမိမိတို့ရဲ့မမိတ်မလျော့မပေါ်ဆတဲ့သတိမလျှော့သောဇွဲလုံးလာလက်ကင်ထားပြီးတော့အခုလိုသာသနာနဲ့တွေ့ကြိုက်ကလေးမှာသာသနာတွင်သာပိသအောင်ကြိုးစားကြပါလို့ရှေးဥစွာလေးစားစွာနဲ့တိုက်တွန်းပါတယ်နော်အားလုံးကဲကြီးကြီးငယ်ငယ်ရွယ်ရွယ်လက်လက်ပေါ့တန္တရာကရှည်တာနဲ့အမြတ်မတော်ဘူးတဲ့မိဘဆွေမျိုးညာရကားတွေမရှိတာမို့လို့ဦးဇင်းတို့ဒီမှာကျေးဇူးဆက်ရင်းနဲ့ဟောလေဆရာတော်ရဲ့
ကျိုးစားချက်ကြောင့်ဦးဇင်းတို့ဒီမှာတရားဓမ္မဟောကြားခွင့်ရတာကိုဦးဇင်းအထူးပဲဝမ်းသာပါတယ်ဂုဏ်လည်းယူပါတယ်ဒီမှာဆရာကောင်းသမားကောင်းတွေနဲ့အားလုံးသာသနာတော်ကြီးကိုညီညီညွတ်ညွတ်နဲ့အခုလိုနေ့လည်ကြောင်တောင်ကြီးတောင်သာသနာကိုလာရောက်စောင့်ရှောက်ကြတဲ့အတွက်လည်းအားလုံးကိုဦးဇင်းကသာဓုခေါ်ပါတယ်လို့ဒါရှင်းဥစွာပြောခြင်းပါတယ်နော်အားလုံးကိုဝမ်းသာပါတယ်အဲ့တော့သာသနာတော်အတွက်ဆက်လက်ပြီးတော့အားလုံးဒီလိုပဲညီညီညွတ်ညွတ်နဲ့သာသနာအကျိုးရွတ်တယ်ပို့ပေးကြပါလို့လည်းဦးဇင်းကမေတ္တာရက်ခံခြင်းနဲ့နော်အဲ့တော့သာသနာနဲ့တွေ့ကြိုးနှက်အောင်ခုနကဦးဇင်းပြောခဲ့တာရှိတယ်နော်အဲ့တော့သာသနာဆိုတာဘာလဲအဆုံးအမဘု து အဆုံးအမဘုရားရှင်ကြီးအဆုံးအမသည်ဓမ္မတွေလားအာဓမ္မတွေလားဟုတ်ပြီနော်ဘုရားအဆုံးအမကဘာလဲဓမ္မတွေအဲ့တော့သာသနာ့နွယ်ဝင်ဆိုရင်ဘယ်လိုနေကြဓမ္မနဲ့လျော်အောင်နေရဘယ်လိုနေရမလဲအခုငါတို့သာသနာတွင်သားတွေလို့ကိုမပြောဘူးလားအားလုံးဘုရားဘာသာကိုယ်ွယ်ကြတယ်ဘုရားဘာသာဆိုတာဘာခေါ်လဲဘုရားရဲ့အဆုံးအမဘုရားဘာသာဝင်ဆိုရင်ဘုရားရဲ့အဆုံးအမကိုလိုက်နာကျင့်သုံးတဲ့ပုဂ္ဂိုလ်ကိုဗုဒ္ဓဘာသာဝင်အဲ့တော့ငါတို့ဒီဗုဒ္ဓဘာသာအစ်စ်ဖြစ်ပလားအဲ့မိကုန်းမေးလိုက်ရင်ရက်သွားတယ်နော်အဲ့ဒါလည်းဒီတိုင်းပြီလုံးမယ်နော်အေးဗုဒ္ဓဘာသာဝင်အစ်စ်ဖြစ်ပလားလို့ဘယ်သူမေးရမလဲမေးလိုက်တော့စစ်တမ်းထုတ်မယ်ငါဖယားစကားဘယ်လောက်နားထောင်သလဲဟုတ်ပြီနော်ငါပြုတဲ့ကာယကံတွေဟာဖယားရှင်အဆုံးအမနဲ့ညီညွတ်ပြီလားငါပြုနေတဲ့ဝစီကံတွေဟာဖယားအဆုံးအမနဲ့ညီညွတ်သလားရှင်းလားဘုရားကတော့သူသားရာဟုလာကိုဆုံးမတယ်9နှစ်သားလေးကိုဘုရားကခြေသားရာဟုလာတဲ့မဲကာယကံမှုပြုတော့မယ်ဆိုရင်လည်းစဉ်းစားกว่าငါပြုလိုက်တဲ့ကာယကံဟာသူတစ်ပါးကိုဆင်းရဲစေမလားမင်းစဉ်းစားတယ်သူများဆင်းရဲမဲ့ကာယကံမျိုးဆိုလည်းမင်းမလုံနဲ့กว่าကိုယ်တိုင်ဆင်းရဲမလားဆိုတာလည်းစဉ်းစားအောင်လေကိုဆင်းရဲမဲ့ကံဆိုရင်လည်းမလုံနဲ့မိမိကောသူတစ်ပါးကောဆင်းရဲမဲ့ကံမျိုးဆိုရင်တော့လုံကိုမလုံနဲ့တော့မင်းကာယကံဝစီကံဒီတိုင်းပဲမိမိပြောလိုက်တဲ့ဝစီကံစကားတခွန်းကြောင့်တပါးသောပုဂ္ဂိုလ်စိတ်ဆင်းရဲဖြစ်သွားမယ်ကိုယ်ဆင်းရဲဖြစ်သွားမယ်မပြောနဲ့ဟိတဲ့ရှင်းမလားဘုရားကတော့သူများမကောင်းကြောင်းဆိုရင်ရှိတယ်လည်းမပြောနဲ့တဲ့ဝယ်ရလည်းမပြောနဲ့တဲ့သူတို့မြန်မာလူမျိုးတွေကဘယ်လိုကျတော့ရှေ့တင်ပြောကိုယ်ရပြောရဲတယ်ရှင်းသလားဘယ်သူစကားနားထောင်နေကြလဲစဉ်းစားဖို့ကောရှင်းတယ်နော်နားထောင်နေတာလားကန့်လန့်တိုက်ကြလားသူတို့လူသားကောင်းကြီးတွေလို့မလို့ကျတော့ရှေ့တင်ပြောကိုယ်ရပြောရဲပါဘုရားကရှေ့တင်လည်းမပြောနဲ့ကိုယ်ရလည်းမပြောနဲ့သူများမကောင်းကြောင်းဆိုဘယ်တော့မှမပြောနဲ့ရှင်းသလားကောင်းကြောင်းဆိုရင်တော့ရှေ့တင်လည်းပြောလိုက်ပါတဲ့ကိုယ်ရလည်းပြောပေးပါတဲ့ရှင်းသလားခုခင်ဗျားတို့ကပြောလိုက်ရင်ကျုပ်တို့ကပြောလိုက်ရင်ခင်ဗျားတို့ဆိုတော့ကျုပ်လည်းပါတယ်ပေါ့ဗျာနော်ခင်ဗျားတို့ဆိုတော့ကျုပ်တယောက်တည်းသူတော်ကောင်းကြီးဖြစ်နေသလိုဖြစ်နေတယ်အတူတူပဲခင်ဗျားတို့ကျုပ်တို့ကပြောလိုက်ရင်သူများမကောင်းကြောင်းအဖေအဲ့လိုထွက်လာဒါဗုဒ္ဓဘာသာဝင်ဖြစ်ပြီလို့ပြောလို့မရတယ်အဲ့တော့မင်းဝစီကံမှုပြုမယ်ဆိုလဲစဉ်းစားဟေးတဲ့သူများဆင်းရဲမဲ့အလုပ်ဆိုလဲမပြောနဲ့ကိုဆင်းရဲမဲ့စကားဆိုလဲမပြောနဲ့မိမိကောသူတစ်ပါးကောဆင်းရဲမဲ့စကားဆိုရင်တော့မင်းလုံးကိုမပြောနဲ့တော့ဟေးဒီတိုင်းပဲတဲ့မနောကံစိတ်အကြံဟာသူများဆင်းရဲမဲ့အကြံကိုလဲမကြံပါနဲ့ကိုဆင်းရဲမဲ့အကြံကိုလဲမကြံပါနဲ့တဲ့သူတစ်ပါးမိမိသူတစ်ပါးနှုတ်သားဆင်းရဲမဲ့အကြံမျိုးကိုလဲဘယ်သူကဆုံးမဒီတရား9နှစ်သားတာမဏေလေးကိုဟောတဲ့တရားကိုရင်လေးရဟုတ်လားကိုရင်လေးရအဲ့ဒီ9နှစ်သားကလေးကဘုရားစကားနားထောင်သွားလိုက်တာပြိဋိဘံစံတဲ့အထိ
ဒုက္ခနာကိုအတွက်နဲ့ဘယ်သူမှဒုက္ခမရောက်စေရဆိုပြီးပြိဋိဘံစန္ဒတော်နတ်ပြည်သွားပြီးသူ့ဟာသူတေဇောရလောင်ကျမ်းတယ်မဟုတ်ရင်ဘုန်းကြီးပြန်တော့ဘုန်းကြီးပြန်ဆိုတော့အားလုံးသိပါတယ်ရွာတွေကဟမ်ဘုန်းကြီးသေးတဲ့ဘုန်းကြီးကသေးပြီသူတို့ခွဲတန်းချလို့ကိုမပြီးနိုင်ရှင်းလားသေးပါပြီဆိုမှတော့မသေးခင်ကကျွေးမဲ့လူမရှိဘူးဟိုမှာအခုဒီနေ့တော့ရေ6အကြောင်းအတင်းပြောရမှာပေါ့နော်ဟို6ကလာတာဟုတ်ဗျနော်ဟို6တို့စိတ်ဖြူတို့မယ်အသက်တရားကျော်ဘုန်းကြီးကြီးတွေရှိတယ်103 104ဘုရားတို့သွားကြတော့အပေါ်ကမျက်နှာချက်မရှိဘူးအောက်ကကျန်းကဆွေးနေအဲ့တော့ဆရာတော်ကြီးဇဝတ္ထုတွေပါတာအဲ့နေရတဲ့အစီအစဉ်ကဂောပကဖွဲ့ကမပြောဘဲနဲ့သွားလိုက်တော့လက်ထဲပါသလောက်ကလေးချွတ်ချုပ်ပြီးလှူလိုက်တော့9000ပါလားဟောရောသင်္ကန်းတစ်စုံနဲ့9000ပါဗျာဆိုဟေးအယောလေအများကြီးလူငါတလောက်လူလည်းလူမရှိဘူးလေဟမ်မင်းတို့ချမ်းသာတယ်ချမ်းသာလို့တော့မဟုတ်ဘူးဗျာလို့ပြီးတော့အရှင်ဘုရားမျက်နှာချက်လေးလှုပ်ပေးခြင်းတယ်အိတ်ကွာလေကျောင်းလိုအပ်တာပြင်လို့ရမလားပြင်လိုက်ဗျာလို့နောက်လိုအပ်တာတော့မျိုးကကြည့်လို့ပေးလိမ့်မယ်ဟမ်ဆိုလိုတာကဒီလောက်တက်ကြီးရွယ်ဟိုပုဂ္ဂိုလ်တွေရှိနေတာပြုစုမဲ့လူမရှိဟိုမှာပေးပေးတေးတေးတဲ့အနံ့လေးကိုနန်းလို့နေတာဆိုတော့ဩမင်းတို့ကြည့်ကြပါအောင်ကွာသာသနာမှာဒီလောက်တက်ကြီးရွယ်ဟိုသူဟာဘာမှမလုပ်နိုင်တော့ဘူးဆိုရင်တောင်သူ့အတွက်ပြုစုမှုယူရမှုဆိုတာပံ့ပိုးတဲ့မပံ့ပိုးတဲ့ငါတို့ဘာသာလဲသာမန်တကြီးရွယ်မဟုတ်ဘူးလို့တန်ခါထေကြီးတွေဖြစ်နေပြီနော်အဲ့ဒါလေးတွေဦးဇင်းတို့သတိထားကြဖို့ကောင်းတယ်အဲ့ဒါဗုဒ္ဓဘာသာတော်တော်များများကဘုရားစကားဆန့်ကျင်ပြီးတော့တကြောင်နဲ့တကြောင်ရံဖြစ်တရွာနဲ့တရွာရံဖြစ်သူတစ်ပည့်နဲ့ငါတစ်ပည့်နဲ့ရံဖြစ်သူဆရာနဲ့ငါဆရာနဲ့ရံကမ္မထန်တိုက်အချင်းချင်းရံဖြစ်ဘယ်မှာဘယ်လိုတိုးတက်နေကြလားဆိုးရုံနေကြလားတကယ်ဆိုရင်သံဃာချင်းချင်းလည်းညီညွတ်ရတက္ကရာချင်းချင်းလည်းညီညွတ်ရမှာသာသနာအကျိုးလုပ်နေတယ်ဆိုတာ तू ကဒါလုပ်နေဥထံပဲထံ तू ကဒါလုပ်ငါဒါလုပ်ပြီမယ်ဟမ် तू ကဒီဘက်ပိုင်းကဆောင်ရွက်နေငါဟိုဘက်ပိုင်းကဆောင်ရွက်မယ် तू ကဒီဘက်ပိုင်းကဆောင်ရွက်နေလကားဟာတွေဘာလုပ်နေကြမှမသိဘူးဆိုတော့နောက်ကနေပြပြောတယ်ဟမ်ရှင်းသလားအားလုံးတော့အခုတညီတညွတ်သေးခင်ဗျားတို့သိတဲ့အတိုင်းဖြေစားခုသာသနာတိုးတက်နေလားဆုပ်ယုံနေတာမှပြုတ်တော့မယ်တဲလေးကြံတော့ရှင်းလားအဲ့တော့ဒီပုံစံတိုင်းနေလို့ကတော့ကွယ်တော့မှာသာသနာလဲကွယ်မယ်လူမျိုးလဲကွယ်မယ်ပြုံးတော့မှာပေါ့မမနဲ့ဟမ်မြန်မာလူမျိုးတွေကိုအထင်ကြီးမနေနဲ့တော့နောက်ပိုင်းဥပမာလေးပေးခဲ့မှာဒီနေ့အဲ့ဒါဟောပြီးပြန်မှာနော်မြန်မာလူမျိုးဘာနဲ့တူလဲဆိုဘုရားဟောတဲ့ထဲကနောက်စီးဘိုးတို့လေးတစ်ကောင်နဲ့တူဘာနဲ့တူအဲ့ဒါဘာလဲဆိုတော့ဒီမှာဘုရားရှင်ကိုရမကြီးကယဟန်တစ်ပါးပေါ့သူကသူမန်နေတယ်ပြီးတော့ဘယ်သူနဲ့မှမတူသလိုမတန်သလိုနော်ဂုံဝင့်တတ်တဲ့ပုဂ္ဂိုလ်တစ်ပါးအဲ့ဒီကနေပြီးတော့နောက်ရွာတရွာမှာပေါ့လေငတုံးတကောင်ရှိတယ်ဘယ်လိုလဲရွာတရွာမှာနော်ကျောင်းကုန်းကြီးတော့မဟုတ်ပါဘူးနော်ဘာတကောင်ငတုံးလူတယောက်ပေါ့ဗျာငတုံးသူ့နာမည်ငတုံးနဲ့စာထဲမှာကငတုံးလို့ပါတာဒါတော့ကြာဥဒုမင်္ဂလာမဲ့ထားတဲ့ထင်းတုံပဲခင်ဗျားတို့နော်အဲ့ဒီငတုံးကအဲ့ဒီရွာမှာသံဃာဒါနဆွမ်းလောင်းပွဲတွေဟုတ်လားစေရမဲပွဲတွေလှုပ်တဲ့ခါကျရင်သံဃာတွေဆွမ်းခံကြွလာရင်သူကဘာလို့လို့ဆိုမိကုန်းတွေချက်မေးတယ်ဘာတွေမေးတယ်မမေးတဲ့နာတွေရောမေးတဲ့နာတွေရောနော်ရှောက်မေးတော့ကတိကသတွေမေးတော့ယဟန်တွေကမဖြေနိုင်ဟုတ်ပြီနော်ဒီထေဘွားတဲ့ယဟန်လေးကလည်းသူစီသွားတော့ဟိုငတုံးမေးလွတ်လိုက်တာနဲ့သူအဆက်ကွဲပြီးပြန်လာဆိုတော့တန်ဃာတွေကမနဲ့လင်းအဲ့ဒီရွာဆွမ်းခံကြွမယ်လို့မရှိဘူးဟမ်စေတဝန်ကျောင်းနဲ့မနီးမဝေးလို့ပြောတာပဲအဲ့တော့ဘုရားရှင်ရဲ့စေတဝန်ကျောင်းကိုတခါလေရွာသူရွာသားတွေကလာပြီးရှင်ဘုရားမနဲ့ကိုတန်ခါဘယ်နှပါလွတ်ပေးပါအောင်ဘုရားဒီလိုလိုဆုံးလောင်းကြည့်လို့ပါဘုရားနော်တန်ခါဒါနဆုံးလောင်းပွဲရှိပါတယ်ဘုရားသွားလျှောက်မနဲ့ရောက်ကြွမယ်လို့မရှိဘူး
ဘယ်သူရှိနေလို့ဟုတ်ပြီနော်ငါတော့ကဘာလုပ်မိကုန်းတွေလျှောက်မေးနော်မပြေနိုင်တဲ့မိကုန်းတွေလျှောက်လို့အဲ့တော့အဲ့ဒီမှာလိမ္မာရေးကြားရှိတဲ့ပါဏတ်တဲ့ဥစဉ်လေးတစ်ပါးရှိတယ်အဲ့ဒီတစ်ပါးကတခြားနေရလာတာဇေတုံအကြောင်းမှနေတာမဟုတ်ဘူးဇေတုံကတန်ခါတော့တစ်ပါးမှမကြောက်ဘူးနော်မထေကြီးတွေကလည်းအပြစ်ဖြစ်မှာဆိုလို့ကြောက်မထေငယ်များကလည်းဖြေရမှကြောက်တာနဲ့မကြောက်ဟုတ်ပြီနော်မိကုန်းဆိုတာဖြေလို့ရတာရှိတယ်ဖြေမရတာရှိတယ်နော်ဖြေအပ်တဲ့မိကုန်းရှိတယ်မဖြေအပ်တဲ့မိကုန်းရှိတယ်အဲ့ဒါမသိဘူးငတုံးကသူလို့ချင်လျှောက်လို့အဲ့တော့သူ့ကိုယ်သူတော့အဟုတ်ကြီးလို့ထင်နေတာပေါ့ရှင်းတယ်နော်အခုတို့ဘုရားဘာသာမြန်မာလူမျိုးတွေလည်းကိုတော့သိလာပြီမတတ်လာပြီမထင်ဘူးလားအခုခင်ဗျားတို့ဘာဘာသာကိုယ်တယ်ဘုရားဘာသာဆိုတော့ဖရာကိုယ်ွယ်သလားဖရာဆိုတာဘာလဲစောတော့ပဲပြောသွားတယ်သစ္စာ၄ပါးမြတ်တရားကိုဆရာမကုတရားမူဉာဏ်တော်မြတ်ဖြင့်ကိုယ်တော်တိုင်သိပြီးအများသိအောင်ဟောတတ်တာပါလေအဲ့တော့တို့ပြောရင်သစ္စာသိပြီးဟောတတ်တာဖရာကတော့သူကိုယ်တိုင်သိတာပေါ့သူဦးဇင်းတို့ဒါသံဃာတွေသိတယ်ဆိုတာကဘယ်သူပြောလို့သိတာအဲ့တော့ဘုရားကတော့ဘသူဆရာမှမပါပဲသူကသူသိတာအဲ့တော့သစ္စာသိတာကိုဘာခေါ်လဲဘုရားသစ္စာတရားဟောတတ်တာကိုရှင်းသလားဘုရားသိပြီနော်ဒါပေမဲ့အခုငါတို့ဗုဒ္ဓံတရဏံကိသာမိမကြောက်လားကဲအဲ့ဒီကြောတဲ့ဗုဒ္ဓံဆိုတဲ့ဘုရားဟာကောက်ကတံဘုရားလားဂေါဏဂုံဘုရားလားကတ္တဗဘုရားလားဂေါရမဘုရားကြောတာလားအဲ့ဒီမှာသုတ္တဝါအရိယသာဝကောနဲ့အတုပဝါအောက်ကငတုံးတွေကွာသွားတယ်နော်သုတ္တဝါဆိုတာကြာဘူးနာဝရှိတဲ့လူကတော့ဖြေနိုင်တယ်ကြာဘူးနာဝမရှိတဲ့လူမဖြေနိုင်ဗုဒ္ဓဘာသာဆိုတဲ့ဒါဥစဉ်ကိုယ်တိုင်ဝန်ခံမယ်ဥစဉ်ကိုယ်တိုင်ကိုသိလာတာမကြသေးဘူးသူများဆရာလုံးမယ်ဆိုမှသိတယ်နော်ကိုယ့်ကိုစာသင်တွေတော့တတ်မှမတတ်ပဲမယုံမသိမမြုံမသိဥစဉ်လေးတွေမေးကြည့်ပါလားနော်သံပွဲအောင်ဖို့လောက်လုပ်နေရတော့မတတ်ဘူးနော်စာပြန်ချမှစာတတ်အခုလည်းတရားပြန်ဟောတော့မယ်ဆိုမှကြံရပြီနော်ဒါမို့ကျောင်းကဘုန်းကြီးတွေတောင်ပေးကြပါတယ်နော်ကုလီကုမဧတတဲ့နော်ဦးဇင်းရဲ့ဘွဲ့ကိုသူတို့ပေးတယ်ကုလီကုမများလုံးအဲ့တော့ခုလည်းဖရာနော်သူများကိုပြောတော့မယ်ဆိုတော့ကိုယ့်အကိုကြံကြည့်တယ်ဗုဒ္ဓံတရဏံကိသာမိငါတို့ဘယ်ဖရာကြောတာတော့ဆိုတော့ဖရာဆိုတာဘာလဲဆိုတဲ့အဓိပ္ပာယ်စောစောမေးထားပြီလေသစ္စာသိတာပါလေအဲ့တော့ကောက်ကတံဂေါဏဂုံကတ္တဗဂေါရမဘယ်ဖရာသစ္စာသိတာလောကမှာဖရာဘယ်နှစုပွင့်ပြီလဲဆိုတော့အတော်အတ္တကြီးတယ်သူတို့ကဘာကဖရာမှဖရာတယ်နော်ကင်းငါဝါလူသဲစုမကပွင့်ပြီအဲ့တော့ဗုဒ္ဓံလို့ခေါ်လိုက်ဆိုလိုက်ရင်ကင်းငါဝါလူသဲစုမကပွင့်ပြီးသားဖရာအားလုံးကိုကြော့တာသူခင်ဗျားတို့ကဂေါရမကွက်ကွက်လေးကြော့တယ်လို့ကွက်ကြံနေတယ်ခင်ဗျာရှင်းလားအဲ့ဒါမှသဗ္ဗဗုဒ္ဓ ानु ဘာဝေနသဗ္ဗအလုံးစုံသောဗုဒ္ဓဘုရားရှင်တို့ဤနုဘာဝေနအာနုဘောကြောင့်ဒီလိုလာမှာပေါ့ခေါ်ခင်ဗျားတို့သဗ္ဗမှမကြိုက်ပဲဧကပဲကြိုက်တာပေါ့ဟမ်တကန်နဲ့တပိုင်းနဲ့ကောင်းလားအားလုံးကိုကြောကောင်းလားဘုရားဆိုမှတော့အကုန်တူတူပဲခင်ဗျတနင်္လာတောင်းကဘုရားနဲ့တောက်ကြတောင်းကဘုရားပဲဘုရားကပို့တကိုးကြည့်တော့ဟမ်တောက်ကြသားကသွားကြောမယ်ဆိုတော့တနင်္လာတောင်းကြောရမလားတောက်ကြတောင်းကြောရမလားတောင်းကြောတာလားဘုရားကြောတာလားအဲ့ဒါဂျိုဘီနေမြေကပြဿနာတက်တယ်အဲ့ဗုဒ္ဓဘာသာမဟုတ်ဘူးဆိုတာအဲ့မှာဖြေပေါ်နေဘုရားနေစေတီတော့အများကြီးပဲဗုဒ္ဓဘာသာအစစ်အမှန်ဘုရားမရှိဘူးဟမ်ဘုရားဆိုရင်လာပြီးအတောင်တွေရောအလက်တွေရောအရွက်တွေရောဘယ်ဟာဘူးလို့ဘူးအောင်မသိဘူးတို့ဘုရားဆိုတာရိုးရိုးရှင်းရှင်းလေးရှင်းတယ်နော်ဟိုကြည့်ရသေးတယ်တို့ဘုရားရှင်းလား
ဒါဖယားတော့တချို့လေပင်ပန်းကုန်းတွေပါလေဆွတ်ထားသေးတယ်ဟမ်ကိုဥဒုမင်္ဂလာပန်းကုန်းကြီးဆွတ်ကြည့်ပါမယ်ဘယ်နဲ့စင်ပြေမလားဒီကတုံးနဲ့တောင်မပြေလဲတာဟိုဖယားပြေလဲပါမှာရှင်းလားအဲ့ဒါအတောင်တွေလက်တွေလျှောက်လို့ဆိုဘုရားကိုပြောက်ဘုရားသိပြီနော်နောက်တော့ရောင်ဝါဗုဒ္ဓဘာသာတွေမဖြစ်စေနဲ့ဟမ်တို့ဘယ်ဘုရားကြောလားလဲဘုရားဆိုတာဘာခေါ်လဲသစ္စာတရားသိတာကိုဘုရားကျင့်သလားကောင်းပြီဓမ္မံတရဏံကိသာမိမကြောက်ဘူးလားတရားဆိုတာဘာလဲကျုပ်လေနော်ဒီပြမလူမျိုးတွေအခုအားကျုံမှနဲ့တော့အသက်ဆုံးပြီးကဲနေတာပဲနော်ကျုပ်သက်သေးခြင်းသေးပါစေဒီလူတွေတော့ငါရအောင်ကဲမယ်ဆိုပြီးခတ်တီတီနဲ့ကြီးကြီးကျယ်ကျယ်လိုက်ကဲနေအဲဒီလူတွေဘယ်လိုကဲရမှမသိဘူးနော်ဟိုတော်ကဂျာနဲ့တစောင်းလေးရလို့ပဲနွားနဲ့လျှက်စစ်ထုတ်မယ်ဆိုတဲ့နိုင်ငံပေါ့လေနော်ဒိုင်နမိုလျှက်စစ်ဖြစ်တာပဲအဲ့ဒါကြီးကြီးကျယ်ကျယ်လုပ်ပြီးနွားနဲ့လျှက်စစ်ထုတ်နိုင်ပြီဆိုတော့ငါဒီနိုင်ငံဘယ်လိုပြောရမှန်းကိုမသိတော့ဟမ်ဒီတိရစ္ဆာန်တွေညှဉ်းပန်းနှိပ်စက်တဲ့အလုပ်နဲ့သူတို့ကမီးလင်းဖို့ကြိုးစားအောင်မလဲစဉ်းစားတော့ဒါတည်င်းမဟုတ်ဘူးကျန်တဲ့တွေကိုထဲ့တဲ့အလုပ်လည်းမဟုတ်ဘူးကြွားမှလည်းမဟုတ်ဘူးကြောက်ခက်ပြန်ရောက်နေပြီရှင်းလားအဲ့လိုအုံနောက်မရှိတဲ့လူမျိုးကိုငါဘယ်လိုလုပ်ကယ်ရမလဲစဉ်းစားတာပြောတာပါမနေနိုင်တော့ဟောနေရတာပေါ့ဟမ်ဒါပေမဲ့အားလုံးတော့အမှုမဲ့မတ်နေဖို့တော့မသင့်ဘူးလို့ဦးဇင်းကသတိပေးခြင်းရှင်းလားဘုရားတရားတော်ဘာမှမသိပဲနဲ့ဗုဒ္ဓဘာသာလက်မထောက်နေမခက်ဘူးလားတရားဆိုတာသစ္စာပေါ့ဗျာသစ္စာဆိုတာတရားပါပဲနော်ဘာလေးများဖြေနိုင်မလို့စောင့်နေတာဓမ္မခန္ဓာ84,000ပြောတဲ့ကွာရှိနော်တရားဆိုတာသစ္စာသဘောတဘာဝဓာတ်ဘလို့ခေါ်အတူတူပဲတရားဟာဘာလဲလို့ပြောရင်တော့အဓိပ္ပာယ်လေးပေါ်သွားခြင်းသစ္စာဆိုတာတရားသစ္စာဆိုင်မှလည်းတရားဖြစ်တယ်သစ္စာမဆိုင်ရင်တရားမဖြစ်သစ္စာဆိုတာကကဲကောင်းမှုကုသိုလ်လုပ်ရင်ဘာအကျိုးပေးမလဲကောင်းတာလုပ်ရင်ကောင်းကျိုးပေးတယ်ဒါပေမဲ့မကောင်းတာလုပ်ရင်လူကကောင်းတာလုပ်ရင်လူကောင်းကျိုးခွေးကကောင်းတာလုပ်ရင်ခွေးမို့လို့လျှော့ပေးသလားခွေးကကုသိုလ်လုပ်ရင်ခွေးကုသိုလ်ရမရရနိုင်မရနိုင်လူကလုပ်ရင်ရောနွားကလုပ်ရင်ရောကဲနွားကမကောင်းမှုလုပ်ရင်မကောင်းကျိုးရလူမို့လို့ခွေးမို့လို့ပြောင်းသွားတယ်လို့တကြီးမို့လို့ရွာသားမို့လို့ကွာသွားတယ်လို့ဓမ္မဥပဒေမှာတော့မပြောင်းလဲမရှိဘူးနော်ခင်ဗျားတို့မြန်မာနိုင်ငံဥပဒေသာလုပ်ချင်တယ်လို့လုပ်နေတာရှင်းသလားဓမ္မကတော့ကောင်းတာလုပ်ရင်ကောင်းကျိုးပေးတယ်တော့သူတကြီးမကလို့ဘာဖြစ်ဖြစ်ရှင်ပြန်မကောင်းမှုလုပ်ရင်လဲမကောင်းကျိုးပေးမှာပဲဒါမှမများသောအားဖြင့်ဘယင်တွေကတော့ဘယင်ဖြစ်လိုက်ဘယ်သွားလိုက်ဘယင်ဖြစ်လိုက်ဘယင်တွေကတော့များသောအားဖြင့်မဟုတ်တာလုပ်တာများတာရှင်းလားအဲ့ဒါရက်ွက်လူကြီးရွာကြီးယာတို့လူနေတာကြောကအံ့ဩတယ်ဘယ်သွားခြင်းလို့ဒီကောင်းရှင်းလားမိသားစုသာရှာကျွေးရတယ်တော့လွယ်လားသူကမိသားစုသာရှာနေတာကုသိုလ်ဖြစ်လားအကုသိုလ်ဖြစ်လားကုသိုလ်လုံးနဲ့အကုသိုလ်လုံးဘယ်တည်းကများလဲအဲ့တော့9ယောက်6ယောက်တောင်တော်ရုံးကန်နေရရင်တရားကွက်စာဆိုရင်ဒီလူတော်တော်ဆိုးတော့မှာဟမ်တရင်ကလုံးသာဆိုတော့မပြန်နဲ့တော့ရှင်းသလားသဘောပေါက်သလား
အဲ့ဒါရှင်ဘုရင်ကြီးမို့လို့ဆိုပြီးတော့သက်သာခွင့်တော့မပေးဘူးဟမ်တရောင်းသားကကုသိုလ်လုပ်ရင်ဟောတရောင်းသားကောင်းကျိုးရမလားမရဘူးလားမင်းကတော့တရောင်းသားမို့လို့ကုသိုလ်နည်းနည်းပဲယူရှိသလားဒါဖြင့်ဓမ္မန္တရဏံကိစ္ဆာမိလို့ဆိုရင်တို့ကကောက်ကတန်ဟောတဲ့တရားလားကတ္တဗဟောတဲ့တရားလားဂေါရမဟောတဲ့တရားလားဘယ်တရားကြတော့လဲရှေ့မှာလူနတ်တွေရှိတယ်နော်အဲ့ဒါနောက်ကတော့မနတ်ဘူးသူတို့သိမှမသိပဲဟုတ်ဟမ်တရားဆိုတာသစ္စာဘုရားရှင်တိုင်းဟောတဲ့တရားမှန်သမျှသစ္စာတရားအဲ့တော့ငါတို့ဓမ္မန္တရဏံကိစ္ဆာမိလို့ကြောရလိုက်ရင်ဂေါရမဟောတဲ့ဗိဒက3ပုံဓမ္မခန္ဓာပေါင်း84,000နဲ့ကြောတာလားဘုရားအားလုံးဤသစ္စာတရားကိုကြောတာလားအဲ့ဒါမှတ်ထားရှင်းသလားဒီဘုရားသက်တမ်းတူတူလေးမလို့တရားအတူတူပဲဟောသွားနောက်ဘုရားကျတော့ तू ကဇတ်တော်တွေပိုးကျင်ကျဲလာအောင်ဟမ်ဒီကိုယ်တော်ကတော့45ဝါပဲနေရတာဆိုတော့ तू က950နိဗ္ဗာန်တော်လောက်ပဲဟောနိုင်တာမေတ္တေးရကြတော့အသက်ကရှည်မှာတသိန်းသန်းဆို तू က1500နိဗ္ဗာန်တော်တွေပါလေလှုပ်ရှင်လုပ်နေမှာပေါ့ရှင်းသလားအဲ့တော့သူတော်အောင်လို့သိထားမှာသစ္စာဒီသာလျင်တရားဆိုတာသစ္စာပဲအဲ့ဒီမှာသူ့နာမည်တွေရှိတယ်တရားဆိုတဲ့နာမည်ရဲ့သစ္စာဆိုတဲ့နာမည်ရဲ့ဓမ္မဆိုတဲ့နာမည်ရဲ့သဘာဝဆိုတဲ့နာမည်ရဲ့သဘောဆိုတာရဲ့ဓာတ်ဆိုတာရဲ့အကုန်အဲ့ဒါတရားတွေကြီးပဲရှင်းလားအဲ့တော့ငါတို့ကိုယ်ွယ်စည်းကပ်တဲ့တရားသည်ဘုရားရှင်တိုင်းဟောတော်မူခဲ့သောသစ္စာတရားဆိုမှသဗ္ဗဓမ္မာနုဘာဝေနာအနုဘော်တွေဝင်သွားတယ်ရှင်းသလားဒါဖြင့်ဒီလောက်ဆိုရင်သိပါပြီရောကြည့်လို့ရပါပြီသံဃံတရဏံကိစ္ဆာမိဆိုတော့ဘယ်ဘုရားလက်ထက်ကသံဃာပြောလဲဒါရောကြည့်တာခေါ်တယ်နော်အဲ့လိုနည်းနည်းရောတတ်ရင်ကိုမဆိုးပါဘူးနော်ဘုသူမင်္ဂလာတော့ဟိုတုန်းကအားခဲ့တာသံဃာဆိုရင်ကိုအခုမျက်မှောက်ရှိနေတဲ့သံဃာလောက်ထင်ခဲ့တယ်အဲ့တော့စာရိပေရိဖတ်တော့စာရိပေရိရေးထားတာကသံဃံတရဏံကိစ္ဆာမိသံဃတဒေမလို့ဆိုရင်ဒီတို့ဘုရားလက်ထက်မှာဘယ်သံဃာဘယ်ရစကျောင်းကုန်ကြီးလုတ်ပါလေအဲ့လိုလေးသိတဲ့ဟာလေးတွေဘာလို့အမှမသိဘူးအဲ့လောက်ကလေးပြောလိုက်ဒီအစင်ချောသွားမယ်ဟာဟမ်ပြင်စဝက်ကြီး9ဦးအရှင်ကွန်းတင်ညကစတယ်အဲ့တော့စာရဲကကွန်းတင်ညအစမျက်မှောက်တန်ကအဆိုးဒီနေ့တာမဏေလေးချီဆိုတော့ဟုတ်သားပဲငါအားအခုတရားဟောရင်နဲ့သိလာတော့အဲ့ဒါတောင်တော်တော်ဘောင်ကျင်းနေသေးတယ်သံဃာလို့ဆိုရင်ဘုရားရှင်တိုင်းရဲ့လက်ထက်တော်မှာသံဃာယရဏဆိုတာရှိတယ်သံဃာယရဏမပါတဲ့ဘုရားမရှိဘူးဘုရားတစ်ပါးတည်းနဲ့အကုန်လိုက်မချွတ်နိုင်ဘူးသူ့တပည့်နဲ့သူချွတ်ရမှာဟုတ်ရှင်သာရိပုတ္တရာဟောမှကျွတ်မဲ့တပည့်ကိုဘုရားဟောလို့မကျွတ်ဘူးဘုရားဆိုပြီးတော့အကုန်စွမ်းနေတော့မထင်နဲ့သူတာဝကမှသူကျွတ်တာရှင်းလားဒီသံဃာယရဏဆိုတာဘုရားရှင်တိုင်းမှာပါမပါအဲ့တော့သံဃံတရဏံကိစ္ဆာမိဆိုရင်ဘယ်သံဃာကြောလားဂင်္ဂါဝါလူသဲသူမကပွင့်တော်မူပြီးတိုင်းသောဘုရားရှင်တို့ဤသံဃာကိုကြောတာရှင်းလားရှင်းပါပြီဒါမို့သံဃာတစ်ပါးကိုစော်ကားရင်အဲ့ဒီသံဃာအားလုံးကိုစော်ကားတာ ਨੇ အတူတူပဲသံဃာတစ်ပါးကိုပြစ်မှားရင်သံဃာအားလုံးကိုပြစ်မှားတာ ਨੇ အတူတူပဲဘောမပါနဲ့သံဃတဒေမလို့ဆိုလိုက်ရင်လေကုသိုလ်သည်သံဃာအားလုံးကိုလှူတဲ့ကုသိုလ် ਨੇ အတူတူပဲအကျိုးမြတ်ကြီးမားတယ်အကျိုးကြီးသလောက်အပြစ်လဲသတိထားကြယရနာနာနေရင်ယရနာလို့သုံးတတ်မှရရှင်းလားအားလုံးကြည်ရောကြည်တတ်ကြလားအဲ့တော့ကိုတန်ဖို့ကိုသိဖို့ဆိုတယ်ကိုယရနာ၃ပါးပြင်ခင်ဗျားတို့ကိုးကွယ်စရာဘာရှိသေးလဲသိကြသလားအိမ်ကတောင်းကအုံသီးလေးပါတော့နော်ဟိုကိုးထားတဲ့ဟာလေးရအောင်ဟမ်အုံသီးတော့မရှိတော့ဘူးလေငါးမှတ်ကိုးထားတယ်ဟမ်
ဘောပါသလားဟမ်တို့ကကိုယ်ွယ်စရာမြန်မာနိုင်ငံသိမ့်များတာအခုနောက်ထပ် export အပြင်ကနေမှနိုင်ငံခြားကနေ import လုပ်ထားတာရှိသေးတယ်ပြန်သွင်းထားတာအန်ကုန်းတို့နော်ကွမ်ရင်တို့ဒါတရုတ်ပြည်ကနေလုပ်လာဒီဘက်ကယူရီးယားဘက်ကလာတယ်ကြေးစံနီတို့နော်ဟိုအိန္ဒိယဘက်ကလာတယ်ဘဲစီထားတဲ့ဒကမတို့ဟုတ်ပလားအဲ့ဒါနိုင်ငံခြားတင်သွင်းလာတာကိုယ်နိုင်ငံနဲ့38မိနစ်သူတို့မလောက်သေးဘူးရှင်းသလားအဲ့ဒါဟိုရှမ်းပြည်က9မျိုးရှင်မောင်နှမလည်းဆွဲထည့်တာသဘောပါသလားအဲ့ဒါတွေကကိုးကွယ်စရာထဲမှာပါသလားအားကိုးစရာထဲမှာမပါသလားလောကမှာဘုရားတရားသံဃာတဲ့ကျေးဇူးကြီးတာတန်ဖိုးရှိတာဒီဘုရားတရားသံဃာဗုဒ္ဓသရဏကိစ္ဆာမိဆိုရင်ဘယ်နတ်ကခင်ဗျားတို့ကြိုက်နိုင်မလို့နတ်မပြောနဲ့ဘလူးတော်မကတ်နိုင်ဘူးအဲ့ဒါခင်ဗျားတို့ဗုဒ္ဓသရဏကိစ္ဆာမိမပိုင်လို့နတ်ကြိုင်မှာကြောက်ရှင်းလားသဘောပေါက်သလားဒါဖြင့်ကိုယ်အတိကလေးဟာဒီလောက်ကလေးနဲ့တင်းတိမ်နေရမှာလားတိုးပွားအောင်ကြိုးစားရမှာဗုဒ္ဓဘာသာလို့လက်မထောင်နေုံနဲ့ဗုဒ္ဓဘာသာဆိုတာကမိစ္ဆာဒိဋ္ဌိကိုပြောတာလားတမာဒိဋ္ဌိကိုပြောခုတရားလာတဲ့လူတွေကမိစ္ဆာဒိဋ္ဌိလားတမာဒိဋ္ဌိလားသာဓုသာဓုသာဓုပြန်ကြတော့ဟုတ်ကဲ့တမာဒိဋ္ဌိကိုကြိုးခေါ်ကြမလို့တော့ဘူးကျေးဇူးပဲပြန်တော့ကြီးကျယ်နေတာလာအောင်မှခင်ဗျဟမ်သဘောပါလားကြည့်ဒီမှာငတုံးဟိုမှာငတုံးပြန်စငတုံးလာတယ်မြတ်သူကဟောမဲဟိလို့ဟောလို့မေးလို့တော့ဘယ်တန်ခါမှမလာရဲ့အဲ့တော့ဒီတန်ခါကြီးတစ်ပါးလာပြီကိုတော်ကြီးတစ်ပါးနေရနေလာတော့မနေ့စရေးတာမဲလာပင့်တယ်သူကကြားလိုက်မနေ့လေးတော့ဟိုရွာသွားမယ်လို့မရှိဘူးခွဲတန်းချတာလည်းမတွေ့အရှင်မြတ်ဟိုရွာကလာပင့်တယ်လေစရေးတာကိုတော်ကြီးမဲချတဲ့ကိုတော်ကြီးသွားပြောတယ်အဲ့ဒါမသွားကြဘူးလားဆိုဘယ်သူမှမသွားဘူးကိုတော်သွားမလို့လားဘယ်သူမှမသွားဘူးဆိုတော့ဘာဖြစ်လို့လို့မလွတ်ဘူးလားလွတ်လို့လည်းမရဘူးဘယ်သူမှသွားမှာမဟုတ်ဘူးဘာဖြစ်လို့လို့ဆိုဟာအဲ့ရွာငတုံးရှိတယ်ဘယ်သူရှိတယ်ဟာငတုံးကဘာဖြစ်လို့ဟာငတုံးကလာတဲ့ကိုတော်အကုန်လုံးမလေးဘေကုန်းနေပေးလို့အဲ့တော့ကိုတော်မထေရကြီးတွေကလည်းဟိုမှာရှိတဲ့လူတွေအပြစ်ဖြစ်မှာဆိုလို့မသွားမထေရငယ်တွေကလည်းအဲ့ဘေကုန်းမေးခံမှာကြောက်တာနဲ့သွားဩဒီလိုလားရတယ်အဲ့ဒါတပည့်တော်တာဝန်ထားတပည့်တော်ကြွမယ်ဟာကိုတော်တာဝန်ယူတာရတယ်ကိစ္စမျိုးဆွေးတယ်သွားတော့ငတုံးကလည်းရွာဝစောင့်နေတာသူကဒီနေ့ဘယ်သူလာမလဲပေါ့နော်အဲ့တော့ခတ်တိပဲအဲ့တော့ဟိုကိုတော်လေးကြွလာတယ်ဆိုရင်ပဲငတုံးကပြောနေတာတွေ့ပြီလားပေါ့ဆိုအနာကပြီကိုတော့မေကွန်းလေးမေးခြင်းလို့ဖြေမလားပေါ့ဆိုတော့သိထားတယ်မင်းဘယ်သူလဲဆို I am ငတုံးသူနာမည်ဘယ်သူလဲတော့ကျွန်တော်ငတုံးပါโอเคမင်းနဲ့ငါတွေ့ကျင်တယ်လားငါလည်းမင်းနဲ့တွေ့ကျင်တယ်ဟာတပည့်တော်လည်းအဲ့လိုဆရာတော်မျိုးတွေ့ကျင်တယ်အေးကွာအဲ့တော့ဖြေမလားဖြေတာပေါ့ကွာနေပါဦးဆုံးလိခံမရသေးဘူးမင်းရတယ်ရောတပည့်ယူရဲ့ရွာတဲ့ဆုံးခံလာဘူးနော်ဘယ်လိုအရေးကြီးတာအဲ့ဒါနော်ရောတပည့်ယူခဲ့ဆိုတော့တပည့်ကလေးပိုက်ပြီးတော့အဲ့တော့ဆုံးခံရင်းနဲ့ကိုတော့ဖြေတော့မလားဆုံးခံနေတော့ကွာမင်းလည်းဆုံးရွာလေးစားပြီးမှလုပ်တာပေါ့ငါမင်းနဲ့တွေ့ချင်နေတာဟာတပည့်တော်လည်းဒါမျိုးလိုချင်နေတာငါကတုံးတပိတ်ပိုက်ဆုံးခံရှင်းတယ်နော်ဆုံးခံလဲပြီးရွာတွေကပြန်ထွက်လာတော့အရှင်မြတ်ဘယ်နဲ့တော့ဆုံးသားချင်းရောက်နေမေးရတော့လားဆောင်းလေးပါလေးစားပြီးတော့မေးတာပေါ့ကွာမင်းလာလိုက်ခဲ့ဆိုပြီးတော့ခေါ်သွားရွာပြင်ထွက်တော့မှဘယ်နာသားမလို့ဟာရွာပြင်စရကလေးစားမယ်အဲ့နာဆင်ပြေတယ်ကွာသွားပြီးတော့မှလာတော့ရွာပေါင်းဝလည်းရောက်တော့လမ်းမှာမစင်ပုံလေးတစ်ပုံတွေ့ဘာတွေ့ပြီးတော့အဲ့နားလေးကိုတော့ရက်လိုက်ရပြီးတော့ငါတော့ဘယ်နဲ့တော့ငါတို့ခုနဆွမ်းစားအောင်ကောင်းတယ်ဗျာအေးကောင်းတာနောက်ထားကွာဆိုဒုံးဆိုတခါလဲတွန်းလဲတယ်ပြီးပါဇက်ထဲအဲ့ဒီမစင်တော့ပြစ်တယ်နော်ကဲမေးစမ်းမေးပါမေးမလို့ဆိုရူးနဲ့ထွက်ပြေးရောနောက်ထပ်ဘယ်သူသွားငါတုံးကဘုန်းကြီးဆုံးခံကြွလာတယ်ဆိုရင်ကိုဘာလို့ပညာပြနော်အဲ့တော့ဘုရားရှင်ကိုတော်မြတ်ကြီးထံဒီတဲ့ရင်ရောက်သွားတယ်အဲ့ဒီဥစဉ်လေးများတဲ့ဘယ်လိုလှုပ်လိုက်တယ်မသိဘူးနော်ငါတုံးတော့
ပြေးပြီတဲ့တန်ခါမြင်တာနဲ့ကိုဘာလို့တာပြေးတော့တာတဲ့ဆိုတော့ငတုံးကိုဖော်မေးတယ်ဗျာဘာလို့လိုက်တယ်ဆိုတော့ပြီးတော့မစင်ကျွေးတယ်ဗျာဟမ်ဘာဖြစ်လဲဘာလို့ဆိုသူ့ပါဇက်နဲ့အဲ့ဒီငတုံးပါဇက်ကဟုတ်ပြီနော်အေးတဲ့အဲ့ဒီကောင်ခုမှမဟုတ်ဘူးဟာနော်ဒီဥစဉ်လေးကလည်းခုမှမစင်တဲ့သူ့ကိုနှိပ်ကွတ်တာမဟုတ်ဘူးအတိတ်တုန်းကလည်းဒီလိုဖြစ်ခဲ့ဘူးတယ်ဘုရားကဒီလိုပြောဟာရှင်မြတ်ဘယ်လိုဖြစ်တာတော့ဘုရားအေးငတုံးကလည်းအရင်တုန်းကလိုပဲကွသူကလည်းခတ်ကြွားရဲ့သူကိုယ်သူတိလာပြီတလာပြီတော်လာပြီမော်လာပြီမောက်လာပြီဟုတ်ပြီနော်သူကိုယ်သူအစိုးရလာပြီငါနိုင်နေနဲ့ဟမ်ဒီရွာဘယ်သူမှမလာရဘူးဘယ်သူကပြောတာတော့မန္တေတဝင့်ဝင့်နဲ့မနေဘူးလားဘယ်ကောင်းမှမလုပ်ရဘူးကြီးငါတုံးဒီလိုနေခဲ့တာအခုတော့ငါတုံးတော့ပြေးပြီအဲ့ဒီမှာဘုရားကနားထောင်နဲ့ဘယ်လိုငါပြောပြအတိတ်တစ်ချိန်လုံးကဗာရာဏသီပြည်မှာဗြဟ္မဏဘုရင်ကြီးအုပ်ချုပ်နေတော့ဒါတော့ထားလိုက်ပါဗျာမင်းနဲ့ပြည်နဲ့တော့ဘေးပဲလာလိုက်ခဏနော်ငါတုံးကနောက်ချီပိုးလို့ဖြစ်နေဘာဖြစ်လဲမစင်စားတဲ့ပိုးပေါ့ဗျာဟောဒီငါတုံးနှိတ်ကွတဲ့ဦးစင်းလေးကဆင်ပြောင်ကြီးဖြစ်နေမဖြစ်နေအဲ့တော့မစင်မုံတပုံမှာဒီငတုံးဆိုတဲ့ပိုးကလေးကနေရတော့မစင်နေစားပြီးသူကဝဖိပြီးတော့သူ့ကိုယ်သူမန္တေဝင့်လောကငါနဲ့တုနိုင်တဲ့ကောင်မရှိဘူးဟုတ်ပြီနော်အဲ့ဒီမှာမစင်မုံခပ်ဖတ်မှမစင်မုံအစ်စ်ကလေးတစ်ခုတွေ့တော့သူကအဲ့ဒီမစင်မုံပေါ်တက်လိုက်ဘယ်ပေါ်တက်ဆိုတော့အပေါ်ရန်လေးကတော့နည်းနည်းခတ်၆ပေါ့ဗျာခပ်ဖတ်မှဘူးလေဟမ်သို့တော့အောက်ကတော့ဘာဖြစ်လဲလာမသူကဇဇလန်းကဒီလိုနော်ခတ်တီနဲ့ခတ်ကြွားပဲငါပဲกว่าငါ့ကိုဘယ်သူတုနိုင်တယ်လဲဆိုခတ်တီနဲ့မစင်မုံတက်လိုက်တော့အပေါ်ရန်ကမားနေပဲမယ်အောက်ကပြောနေတဲ့မစင်မုံကလှုပ်သွားဘာဖြစ်သွားတွေ့လားတဲ့ငါခန္ဓာကိုယ်ကိုဒီကောင်မခံနိုင်ဘူးဟမ်ငါစွမ်းအားကိုဒီကောင်မခံနိုင်ဘူးနင်းလိုက်တိုင်းဘာဖြစ်နေလဲလှုပ်ပြီးဣနေရှင်းတယ်နော်အဲ့ဒီမှာလာပြီဆင်မြောင်ကြီးဘယ်သူလာတော့ဆင်မြောင်ကြီးကလာတော့ရှေ့လဲတိုးလာရောဆင်မြောင်ကြီးကအနံ့ရဘူးအနံ့ရမစင်နံ့ရတော့ဆင်ဆိုတော့အတန်ရှင်းမတန်ကြိုက်တာဆိုတော့နန်းနေဆိုနောက်ဆုံးမစင်နံ့ရလို့ပါပြီနောက်ဆိုတော့ဟိုနောက်ရှိဖို့ကသူ့ကိုယ်သူဟမ်မန်တက်ပြီးသူ့ကြောက်လို့ထည့်နေတာဟမ်ညှိနှံ့ရလို့နောက်ဆုံးတာမစင်စော်နံလို့နောက်ဆုံးတာဟမ်ဒါပေမဲ့ငါတုံးကဘာထင်လို့သူ့ကြောက်လို့ထင်ရှင်းသလားအဲ့ဒါပစင်ဘုံဝါနဲ့ဟာဆင်ပြောင်ကြီးဘယ်လဲတော့ဟမ်မင်းကန်တူးပဲဟမ်ကျွန်တော်တို့မှတတ်တိမရှိဘူးလား challenge ဟမ် fighting ပေါ့လေနော်မင်းငါနဲ့တတ်တိမရှိဘူးလားစီးချင်းထိုးအောင်မဲဘယ်သူကတော့နောက်ချီဖို့နော်ဘယ်သူကလဲနောက်ချီဖို့ကဘယ်သူနဲ့စိန်ခေါ်လဲမင်းငါနဲ့တပွဲတရားတလန်းလောက်စမ်းလိုက်အောင်မင်းငါကြောက်နေတာမလားနောက်ဆုတ်သွားတယ်ဆိုမဆင်ကအတန်ကြားကြည့်လိုက်တော့ဘယ်သူတော့ရောငါစိန်ခေါ်နေတာမင်းလားရှင်းနော်ငါစိန်ခေါ်နေတာမင်းလားတဲ့ဆိုတော့ဟုတ်တယ်တဲ့မင်းနောက်ဆုတ်သွားတာငါကြောက်လို့မဟုတ်ဘူးလားတဲ့လာခဲ့တဲ့ထိုးပဲမင်းကိုခေါင်းနဲ့တိုက်တတ်ဖို့လည်းမတတ်ဘူးအစွဲနဲ့ထိုးအောင်လည်းဘယ်လိုထိုးရမှာမသိဘူးဟမ်နှမောင်းနဲ့ရက်ရအောင်လည်းမင်းကမစင်ပုံွယ်တဲ့အဲ့တော့မင်းကိုငါအကောင်းဆုံးနီးပဲမင်းကိုပေးလိုက်လာပါတဲ့အာမချဲလဲဟမ်ဟောစိန်ခေါ်နေတာသူ့ကိုယ်သူဘယ်သူနဲ့စိန်ခေါ်လဲဆင်ပြောင်ကြီးနဲ့စိန်ခေါ်နေတာအဲ့တော့ဟိုကအနာမကတာကသူ့ကြောက်လို့လားအနတ်နံလို့လားပထမတည်းအဲ့လိုပေါ့ဗျာ
ကုသိုလ်အရှိန်စော်တွေများလို့မဖြစ်ဘူးဆိုနောက်ဆုတ်လိုက်တာကိုကြောက်လို့ထင်ရင်လည်းထင်နေသေးတာနော်ငါတုံးကဒီလိုပဲရှင်းလားအဲ့တော့ဗစင်နာညှိနှံနေလို့ဟောနောက်ဆုတ်သွားတာအဲ့ဒါကိုသူ့ကြောက်တယ်လို့ထင်နေတာအဲ့ဒါနဲ့လာခဲ့တယ်ဆိုတော့အေးရတယ်မင်းကိုနှမောင်းနဲ့လည်းမရိုက်အဆွဲနဲ့လည်းမထိုးကောင်းနဲ့လည်းမတိုက်ဘူးခြေထောက်နဲ့လည်းမနှင်းဘူးတဲ့မင်းခြေထောက်နဲ့နင်းလောက်တဲ့ကောင်လည်းမဟုတ်ဘူးတဲ့ဘာနဲ့လောက်ရုံရှိတော့နော်အဲ့ဒါလာခဲ့တယ်ဆိုပြီးတော့သူ့ပေါ်မစင်စွန့်ကြဟမ်မင်းနောက်ရှိကြိုက်တဲ့ဘိုးဆိုတော့ရောက်နောက်ရှိတဲ့နေရဆိုတော့စင်ချီပါချလိုက်တယ်ဆိုတော့ဟုတ်ကောသေရောအဲ့တပြီးပါပြီကိုယ့်အကိုပဲအဆင်ပြေသလိုကြည့်လို့ပါတော့ရှင်းလားကိုယ်ကတော့ဘာသာလဲသိသလားဘာသိတာသိသလားသိပါလေများလားဘာသိဟမ်ကိုတရားတွေသိပလားလာတော့မှခုနကတော့တမာဒိဋ္ဌိတွေဆိုမမတို့ကိုတို့ဟမ်ရှင်းသလားခုခမဲတို့ကျုပ်တို့မှသိထားတဲ့အသိဟာဘာမှမပြောပါတော့သေးဘူးသာသနာနဲ့တွေ့ကြိုးနှပ်ပြီးလို့ဆိုလို့မရသေးဘူးဘုရားရှင်ရဲ့သာသနာအဆုံးမှအသီးပွင့်တွေမှသုံးဆောင်ခံစားနိုင်ခြင်းမရှိရင်ငါတို့ဒီဘဝလူပြေသဘောပါသလားကိုဘဝလေးကိုမှန်တက်မနေနဲ့ငါတို့ကဘယ်အဆင့်ပဲရှိနော်ချီဖို့အဆင့်ပဲရှိပါလေဘယ်အဆင့်ပဲရှိလဲရှင်းတတ်သလားအဲ့တော့ဒါမှန်တက်နေရမယ့်အချိန်လားကြိုးစားနေရမယ့်အချိန်လားအဲ့တော့သစ္စာအသိတွေသိတဲ့သိအောင်ကြိုးစားခုရှိတာခင်ဗျားတို့ခန္ဓာဘယ်နှပါလဲမဲခန္ဓာ၅ပါးကိုပိုင်သလားမြဲသလားကဲပြောကြည့်သမှာခန္ဓာ၅ပါးဘာတွေပါလဲခန္ဓာဘယ်နှပါလဲဒီဘက်ကအစိမ်းရောင်လေးယူဘက်ခန္ဓာကရုပ်လားနာမ်လားယူဘက်ခန္ဓာပါလေဝေဒနာသင်ညာသင်္ခါရဝิญဉ်ကဒီမှာချထားတယ်အယောင်ကိုခွဲချထားတာခင်ဗျားတို့နာမ်ခန္ဓာကဘယ်နှပါလဲယုတ်ကယုတ်ဆိုတာဘယ်သဘောရှိလဲမပရိစ္ဆေသမုပ္ပါတော့မနေ့ပြန်မှနည်းနည်းပါးပါးတီးကြခောက်ကြတာပေါ့ဒီနေ့တော့ဒါလေးပဲသွားကြည့်အောင်ယူဘက်ခန္ဓာပဲသဘောရှိတယ်ကဲယုတ်ကအလိုလိုဖြစ်တာလားသူများကြောင့်ဖြစ်တာလားဟုတ်တယ်ရှေ့ကဒကာကြီးနဲ့ဆရာလေးတွေကြီးလို့အလိုလိုဖြစ်တာလည်းမဟုတ်ဘူးသူများကြောင့်လည်းပရိစ္ဆေသမုပ္ပါလို့ခုနလက်ညှိုးထိုးတာထိုးခြင်းလို့ထိုးတာမဟုတ်ဘူးအားလို့ထိုးတာမဟုတ်ဘူးပရိစ္ဆေသမုပ္ပါဆိုတာအကြောင်းနဲ့အကျိုးအဲ့ဒါရှေ့ဘက်ကနည်းနည်းလေးတစ်ပေးတာဒါခင်ဗျားတို့နားမလဲဒါလေးထောက်ပြတာလက်ကားထောက်ပြရတာမဟုတ်ဘူးဟောဒီရုပ်ဘယ်သူကြောင့်ဖြစ်တာလဲအဲ့ဒါပရိစ္ဆေသမုပ္ပါပဲအကြောင်းဆိုတာပရိစ္ဆေအကျိုးဆိုတာသမုပ္ပါအဲ့ဒါပါဠိလိုပြောတော့ပရိစ္ဆေသမုပ္ပါငါတို့မြန်မာလိုပြောတော့အကြောင်းနဲ့အကျိုးရှင်းလားဒါဖြင့်ရုပ်ပဲအကြောင်းတရားတွေကြောင့်ဖြစ်တယ်ကဲရုပ်ဖြစ်ကြောင်းတရားဘယ်နှပါးရှိလဲမေးနေကြမဟုတ်လို့သူတို့မသိတာနော်ရုပ်ပဲအကြောင်းတရားတွေကြောင့်ဖြစ်လဲဆိုရင်ကံစိတ်ဥရုအာဟာရဖြစ်လိုက်ပါလားအဲ့လိုမဖြစ်ဘဲနဲ့ရုပ်ဖြစ်ကြောင်းဘယ်နှပါးတော့အဲ့ဒါကြတော့ဖြေတတ်တယ်မိကွန်းကအတူတူပဲစကလုံးပြောလိုက်တာနဲ့ဘာလို့မှမသိတော့အဲ့ဒါပိုင်လို့လားမပိုင်လို့လားဒါဖြင့်ရုပ်ပဲအကြောင်းတွေကြောင့်ဖြစ်လဲကံအကြောင်းအဲ့ထဲမှာကိုကြီးကြော်ပါလားမနဲလေးအိမ်တွင်းဖေကြီးဟောတပူကိုအောင်ဘုံမင်းကောင်ဟမ်ခုတော့မပါဘူးဖြေကြပါလားဖေချာလုံးတော့ရုပ်ဖြစ်ကြောင်းဘယ်နှပါပဲလဲပါရတဲ့
အကြောင်းကောင်းရင်အတိတ်အကြောင်းကကံကောင်းခဲ့ရင်ခင်ဗျားတို့ရုပ်လက္ခဏာလေးတွေလည်းကောင်းပါအတိတ်ကကံဆိုးလို့ရုပ်ဆိုးနေပေမဲ့စိတ်ကောင်းနေပြန်ရင်လည်းရုပ်ကလေးကဘယ်လောက်ရုပ်အသားမဲပြီးတော့ရုပ်ဆိုးနေပါစေစေတနာကောင်းတဲ့လူကရုပ်ကလေးကကြီးရှင်းလားရှင်းပါဗျာအတိတ်ကကံကောင်းလို့ရုပ်ကလေးချောနေပေမဲ့နတ်ကတော့သွားလို့တော့ပြက်တယ်ရှင်းလားနတ်ကတော့တက်ရင်လာလေရုပ်ကတဖြည်းဖြည်းလူနဲ့မတူတော့လေပဲသူနတ်နဲ့တူသွားတယ်နော်ဒါသူတို့ကိုယ်ွယ်နေတာပိဋ္ဌာတွေကြီးပဲရှင်းလားမြန်မာတွေအုံတော့မရှိတာလေအဲ့ဒါပါသူကိုယ်ွယ်ထားတဲ့ဟာတွေသွားကြည့်လိုက်လေတရားမှကောင်းတဲ့ကောင်မပါဘူးသေခြင်းစိုးသေထားတဲ့ကောင်လေးကြီးပဲဟမ်မီးလောင်သေးတဲ့ကောင်ကိုမီးမလောင်အောင်ကိုးကွယ်တယ်အိမ်တွင်ကမီးလောင်သေးတာအဲ့ဒါတော့အိမ်တွင်ခြုံမှလုံးပါတယ်အမေပြီးရင်သူတို့ကြီးသွားခြုံပေးတာဟမ်ညနေဆောင်ပါသွားလို့ဘာဖြစ်လို့ကာတာတော့မီးကြောက်လို့ဘယ်မီးကြောက်တာလဲဖျားမီးဟမ်မီးကဘုရားရှင်မှာထုံးပါလေတကယ်သာသူသာနှကောင်းတဲ့မြတ်ဆိုဘုရားရှင်ကမီးကြည့်ပြီးသူကကုသိုလ်တော်ရအောင်မှာအဲ့ဒါခင်ဗျားတို့ကသွားကွယ်ပေးတယ်ရှင်းသလားအမီးလောင်သေးတဲ့ကောင်ကိုအိမ်တွင်းခြုံရင်လုံပါတယ်တဲ့အိမ်တွင်းရှိရင်မီးမလောင်ဘူးတဲ့ဆိုတော့မီးလောင်သူအရင်ပြေးမှာမီးမလောင်တာတော့ခင်ဗျားတို့မဟုတ်ဘူးသူပဲနေမှာရှင်းသလားဟိုရေနစ်သေးတဲ့လူကိုရေတဲ့အားကိုးတယ်ဟိုပင်လည်းပဲသွားဟောတော့ဘလူးကျွန်းကြမင်းတို့ရေတဲ့ကြဘလူးဆိုဥရှင်ကြီးတဲ့ဥရှင်ကြီးဆိုတာစောင်းကောက်ပိုက်ပြီးငါပြင်းတစ်ချင်းပဲဆိုနေတာလေထိုးလိုက်တာလေမထိုးလို့ရေတဲ့တွန်းချသေးတာအဲ့ကောင်ဟမ်ရေနစ်သေးတဲ့ကောင်ကိုပါလဲရေတဲ့အားကိုးတယ်တဲ့အရှင်ပြရေလန်းသွားရင်ဥရှင်ကြီးတဲ့ဘယ်ရှင်ကြီးမှမလာဘူးကွာကာချလိုက်လို့လှုပ်ရှုပ်တယ်ဘုန်းကြီးသင်္ဘောနဲ့သွားမှာငါမသိဘူးရေကူးတတ်တယ်ရှင်းလားသဘောပေါက်သလားဟိုထဲပဲဘုံရွာပဲသွားလိုက်ပါတယ်ဟိုမှာရင်းမပင်ပဲသွားတော့အမေမော်တော်ဆိုလားအမေရေရင်ဆိုလားဟက်ကောင်နေမင်းတို့ကဘာဖြစ်တာတော့ဆိုရှင်ပြရတဲ့သူကလှေမောက်သေးတာဗျာအဲ့တော့လှေနဲ့လို့ပြောလို့မရဘူးဒီချောင်းထဲမှာလှေလို့ပြောလို့မရဘူးရေရင်လို့ပြောရတာလေဩအဲ့လိုလားဒါဖြင့်သူ့ကိုဘယ်လမ်းအကူလို့ဆိုတော့ရေလမ်းအကူသူကိုယ်တိုင်ကိုကရေနစ်သေးတာမင်းတို့အားလဲအားဟမ်သူကသူ့တော်မကင်နိုင်တာမင်းတို့ရှင်းသလားဟိုမူးနေတဲ့ကိုကြီးကျော်အားကိုးတဲ့ကောင်ရှိသေးတာဟမ်ကိုသားသမီးအယသမားပြစ်တာကြိုက်လားမကြိုက်ဟိုအယသမားဘာလို့ပူဇော်နေကြလဲရှင်းသလားအယသမားကြက်သမားဖဲသမားသူတို့ကိုးကွယ်တာနှကောင်းနှမြတကောင်မှမပါဘူးရှင်းလားဟမ်အဲ့ဒါအုံနောက်ရှိလို့လားမရှိလို့လားကိုယ်လောက်မှကံမကောင်းတဲ့ကောင်တွေသွားကိုးကွယ်နေတယ်ဆိုမှတော့ဒီတဲ့နစ်เสียပဲရှိတော့ရှင်းရလားအဲ့တော့အကြောင်းဘယ်နှပါပဲရှိတယ်ဟိုစိတ်ကူးရင်နေတဲ့ဘိုးဘိုးအောင်ဘိုးမင်းကောင်ဆိုတဲ့ကောင်တွေပါလားသူတို့ဟာသူတို့တောင်မကင်နိုင်ဘူးနော်အဲ့ဒီကောင်တွေဘယ်မလဲဆိုဒဲအိုးမယ်ကြိုက်တဲ့လူလာခဲ့ရှင်းတယ်နော်ရှင်းပြမယ်ဘာကြောင့်ဒဲအိုးရောက်တယ်ဆိုတော့သက်သေရှိတယ်ကြည်ရတယ်နော်ဒါဖြင့်တကယ်စဉ်းစားမှာပါလားကံစိတ်ဥရုအာရငါယုတ်ကျမ်းမာရေးချို့တဲ့နေတာကံကြောင့်လားစိတ်ကြောင့်လားဥရုကြောင့်လားအာဟာရကြောင့်ရှင်းလားအာဟာရမှားရင်လည်းကျမ်းမာရေးဖောက်မှာပဲဟမ်ဥရုဖောက်ပြန်ရင်ကောအခုခင်ဗျားတို့မိုးကတဲ့အောက်မှာပူပူလောင်လောင်နေပြီးညနေတအားပူလိုက်မယ်သတိထားနားလေးစီးလာလိုက်နဲ့ညကြတအားအေးမှာဟုတ်ရရှင်းသလားအဲ့ဒါပဲအဲ့တော့ကံစိတ်ဥရုအာဟာရအကြောင်းဘယ်နှပါလဲဒီဘက်ကနာခန္ဓာဘယ်နှပါလဲနာခန္ဓာ၄ပါးဘယ်သူကြောင့်ဖြစ်လဲအာယုန်နဲ့ဓွာရပြန်ပြောဝေဒနာခန္ဓာခံစားရလဲဘယ်သူကြောင့်သင်ညာကမှတ်သားတာလဲသင်္ခါရကပြုပြင်တာလဲဝိညာဉ်ကသိကြံတာလဲရှင်းသလားအားလုံးနာခန္ဓာ၄ပါးလုံးကဘယ်သူကြောင့်ဖြစ်အဲ့ထဲမှာငါစိတ်တွေအလိုလိုလေးနေတယ်လားဟုတ်လားအလိုလိုဆိုရင်အဟိတုက
အလိုလိုတော့မလေးဘူးလေးစရာအာယုံရှိလို့ပြောရမှလည်းခက်နေတာလေအဲ့တော့ဘာသုံးလိုက်တော့ဆိုတော့အလိုလိုဟမ်ငါအလိုလိုဥမြူးနေတာတော့အလိုလိုတော့မမြူးချဲပေါက်တာလူသိမှာဆိုလို့ရှင်းသလားဒါပြင်အလိုလိုဖြစ်တယ်ဆိုတာဟောရှိသလားရှိပါဘူးတို့စိတ်တွေကိုသူများကဟောပြုပြင်လို့ရသလားမရပါဘူးဘယ်သူပြုပြင်ရမလဲရှင်းသလားအဲ့တော့ဘုရားကဘသူကိုဘသူအားကိုးလို့ပြောတယ်အတ္တဟိအတ္တနောနာထောအခုဗုဒ္ဓဘာသာတွေကကိုအားကိုးသလားသူများကဲခိုင်းသလားဒါပေမဲ့ဒါဗုဒ္ဓဘာသာဟုတ်မဟုတ်မိစ္ဆာဒိဋ္ဌိလားသမာဓိဋ္ဌိလားသူများအားကိုးနေတဲ့လူဟာဘသူကိုဘသူအားကိုးမှကိုအားကိုးမှသမာဓိဋ္ဌိကိုအားကိုးစရာလဲဘယ်နှပါးရှိတုံးမေးရင်လက်သုံးချောင်းထောင်သုံးပါးပေါ့နော်ဘာတွေလဲကိုအားကိုးစရာလေမှန်တယ်သီလသမာဓိပညာနောက်တစ်ခုရှိသေးတယ်အဲ့ဒီသီလသမာဓိပညာရအောင်ဘာလို့သုံးပါးတွေအများတော့ဘာလို့မှမသိဘူးကံဉာဏ်ဝရိယပြန်ပြောခုနကသီလသမာဓိပညာသိက္ခာ3ရကျင့်မှလည်းဘာနဲ့ကျင့်ရမလဲကံရဲ့ဉာဏ်ရဲ့ဝရိယပြန်ပြောဘုရားဘာသာတွေပေါ်မလုံးနဲ့နော်ဘုရားတို့တကယ်ကိုအားကိုးမှဘာလဲလဲကံဉာဏ်ဝရိယပူဇော်တရားယရနာကကျေးဇူးကြီးမားတဲ့အနန္တောနာရကဒါရှင်းအောင်လုပ်အောင်မပူဇော်တရားယရနာကသုံးပါဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃံတရဏံကိစ္ဆာမိအဲ့ဒါယရနာသုံးပါအနန္တောအနန္တကအနန္တောအနန္တလို့ဘာလို့ခေါ်လဲအနန္တောအနန္တမီလီယံနဲ့ထရီလီယံနဲ့ဘီလီယံနဲ့ကြားဘူးလားခုခေတ်ကတော့သိမမောတော့ဘူးနော်တန်းချီနေတယ်သိမ့်ချီနေတယ်ကြားဘူးလားအဲ့တော့တန်းပေါင်းကိုတန်းပေါင်းများစွာမရှိဘူးလားသိမ့်ပေါင်းကိုသိမ့်ပေါင်းများစွာအခုအနန္တောအနန္တဆိုတာအနန္တဆိုတာသင်္ချာကဏ္ဍရည်တွက်လို့မရအဲ့ဒီရည်တွက်လို့မရတဲ့ဟာကိုအနန္တောအနန္တပေါင်းအနန္တရှင်းလားဒါဖြင့်ကျေးဇူးကိုဟာနှိုင်းဆလို့ကိုမရအဲ့တော့ကျေးဇူးများတဲ့ကျေးဇူးရှင်ကဘယ်နှယောက်5ယောက်ဘုရားမိဘကရှိရလားဆရာနောက်မှထားနော်ပြောဘုရားရှင်းလားဒါမို့ကြောတော့ကျေးဇူးရှင်5ယောက်ကိုကြောဟုတ်ပြီနော်ဒီ9ယောက်ကိုမေ့လို့ရမလားအဲလိုမိဘကသာမွေးမလာရင်ဒီလိုလူဖြစ်မလားမဖြစ်တဲ့ပြင်ဒီလိုဗုဒ္ဓတရားနဲ့ဟောတွေ့မလားဒါပြင်မိဘကျေးဇူးရှိမရှိအားလုံးမွေးရုံမွေးထားမကျွေးနဲ့ရှိလားမရှိဘူးလားမွေးကျေးဇူးဆိုတာရှိတယ်အဲ့တော့မိဘဆိုရင်အားလုံးမိဘဆန္ဒကိုလိုက်လျောနိုင်အောင်ကြိုးစားမိဘကိုပြန်မပြောနဲ့ရှင်းတယ်နော်ဘာဖြစ်လို့မလို့ကျေးဇူးရှင်မို့လို့ဘာရှိနေလို့ကုံပြောမယ်မိဘနင်သေးလိုက်ဆိုအဲ့နားနဲ့လဲသေးလိုက်ဘာမှစောရကမတက်နဲ့ရှင်းလားဘုရားမင်္ဂလာတို့ဒီတိုင်းပဲပြုစုခဲ့ပါမိဘနဲ့မိခင်နဲ့ဖခင်ဖြစ်ချင်သမျှအကုန်ဖြစ်ရစေရှင်းသလားအဲ့တော့ကျေးဇူးရှင်ကိုပြစ်မှားလို့ပြစ်မှားရင်ဘယ်သူပဲနေမုန်းမှာကျေးဇူးရှင်ကတော့ဘာမှဖြစ်မသွားဘူးဖယားပြစ်မှားလို့ဖယားကနိဗ္ဗာန်ကနေမြတ်သွားရိုင်ရွဲ့သွားစရာရှိတာအခုဖယားပဲရောက်သွားပြီပရိနိဗ္ဗာန်ဆံသွားပြီဘာလို့သွားပြီခင်ဗျားတို့ကြားတဲ့လောက်စော်ကားသူ့အတွက်ဘာမှထိခိုက်စရာဘယ်သူထိခိုက်လဲ
တရားပြစ်မှားရင်လဲသံဃာပြစ်မှားရင်ဟောဟေးဒီနေ့ဦးဇင်းတို့ဓမ္မဂရိကတွေကခင်ဗျားတို့အော်ဟစ်ပြောဆိုနေတာကကျုပ်တို့အတွက်ပြောနေတာလားခင်ဗျားတို့အတွက်ပြောနေတာရှင်းသလားဒါမှနေတဲ့ဒီလိုမဟုတ်ဘူးဒီလိုဟုတ်တယ်ပြောရတာတချို့အဝေဖန်မခံနိုင်ဘူးအဝေဖန်မခံနိုင်ရင်ပြည့်စည်ပြီရှင်းသလားအဝေဖန်မခံနိုင်တဲ့လူဟာဘယ်တော့မှတိုးတက်တယ်လို့မရှိဘူးအဝေဖန်မခံနိုင်တဲ့တိုင်းပြည်လည်းပြည့်စည်တာပဲရှင်းသလားဒီလားစီများဆုံးမနေတာဆိုတာကျုပ်တို့အတွက်လားခင်ဗျားတို့အတွက်အားလုံးလက်ခံသလားခင်ဗျာအနန္တောနာ၅ပါးဆိုတာပြစ်မှားရမလားဥဒိဋ္ဌာရမလားဥဒိဋ္ဌာဆိုတာသူတို့စကားကိုအမြဲတမ်းအလေးထားသူတို့အဆုံးအမကိုအလေးထားပြီးတော့အမြဲတမ်းကျေးဇူးဆက်နိုင်အောင်ကြိုးစားရှင်းသလားသင်ဆရာမြင်ဆရာကြားဆရာတလုံးတပါဒပညာရတစ်ခုသူလုံးနေတာကြည်ပြီးတတ်သွားရင်လည်းဆရာပဲသူပြောတာကြားပြီးတတ်သွားရင်လည်းဆရာပဲအဲ့ဒီဆရာကိုပြစ်မှားတိုက်သလားသူတော့အတန်းနဲ့သင်ပေးနေတဲ့ဆရာတော်လက်သီးနဲ့ပြန်ထိုးရတဲ့ကောင်တွေရှိနေပြီရှင်းလားအဲ့ဒါသိလို့လားမသိလို့လားအဲ့လိုရိုင်းဆိုင်ကြမ်းတမ်းလာတာတွေရှိလာရင်တို့ဒီတိုင်းထားရမလားပြုပြင်ပေးရမလားရှင်းတယ်နော်ကောင်းပြီအဲ့တော့တတိထာဝရိယဆိုင်ပညာနဲ့ကြည့်ပြန်ပြောကိုဘဝလေးကိုသာသနာနဲ့တွေ့ကြိုးနှက်အောင်ကြိုးစားရှင်းသလားအဲ့ဒီမှာကြည့်ဒီမှာရုပ်ကိုထောက်ပံ့ထားတာအကြောင်းဘယ်နှပါလဲရုပ်နဲ့ပတ်သက်လာရင်စဉ်းစားရမယ့်အကြောင်းကဒါပဲဗါလိလေကံဒီပြင်အကြောင်းရှိသေးလားသူတစ်ပါးကပြုစုတာရောရှိလားသူများတကိုးကြောင့်ရောဖြစ်သလားဘာပဲလဲဘာလေးလဲနာနဲ့ပတ်သက်လာရင်အကြောင်းတရားဘာနဲ့ပါလဲဒီပြင်ရှိသေးလားအားလုံးသိကြတယ်နော်ကဲဒီနေ့ပြောခဲ့သမျှပြန်ကြည့်ရအောင်ဖယားသိပြီလားပူဇော်တတ်ပြီလားဗုဒ္ဓံတရဏံကိစ္ဆာမိဆိုရင်ဘယ်ဖယားအာယုံပြုမလဲသစ္စာသိမြင်တဲ့ဖယားအားလုံးကိုအာယုံပြုဓမ္မံတရဏံကိစ္ဆာမိဆိုရင်သစ္စာတရားဘာတရားလဲအဲ့ဒီသစ္စာတရားကဘယ်သူတွေဟောခဲ့တာလဲ င်္ဂါဝါလူသဲစုမကဘယ်ဖျားပွင့်ပွင့်ဒီတရားပဲဟောမှာဒီတရားမဟောရင်လည်းဖျားမဟုတ်ဘူးရှင်းသလားသံဃံတရဏံဂစ္ဆာမိဘယ်သံဃာလဲင်္ဂါဝါလူသဲစုမကပွင့်တော်မူသောဘုရားရှင်အားလုံးဤသံဃာရှင်းသလားနောက်တစ်ခုကမိဘနဲ့ဆရာသမားကျေးဇူးရှင်ဘယ်နှယောက်လဲအဲ့ဒီ9ယောက်ကိုတတိပညာနဲ့ထားပြီးတော့ကာယကံလည်းမမားစီနဲ့ဝစီကံလည်းမနောကံလည်းဘယ်ကြည့်သားခုနကငတ်တုံးဟမ်တန်ခါလည်းသူဘာလို့ပြစ်မှားသူကိုယ်သူလည်းအဓိမာနတွေတဲ့နေရှင်းတယ်နော်အဲ့ဒါကိုခုနကမထေလောင်းကသူ့ကိုဘာနဲ့ဖိချတာမစင်တဲ့ဘုရားမစင်မွန်းသေးရောရှင်းနော်ခုလည်းခင်ဗျားတို့နေကြတာ၅ပါးအယုံကာမဂုဏ်ဆိုတာကျင်ကြီးပုံနဲ့တူတယ်ဟမ်ဒုက္ခဘုံလားဒုက္ခဘုံမှန်ဝဲမနေနဲ့ဟမ်ကိုမိသားစုတွေကိုဟုတ်နေတာဟမ်ရွာထဲမှာမလေးလာသမစီသိချင်းပုံရှုံမလားလုပ်လိုက်သေးတာဟမ်ရှင်းသလားခဲတို့ပိုင်ဆိုင်တာလေးကတနိုင်ငံလုံးနဲ့ပြန်ကြည့်တာဟမ်ကဘာနဲ့ပြန်ကြည့်တာကဘာကြီးတစ်ခုလုံးနဲ့ကြည့်ရင်ခင်ဗျားတို့တို့ကမုံကြီးစိတ်လောက်တောင်မရှိဘူးရှင်းသလားအဲ့ဒါလေးကိုကိုယ်ဘုံကိုနန်းကိုကြတန်းလေးကိုတော်တော်ဟုတ်နေတယ်ထင်တယ်တကယ်တော့ဘာဘုံလဲမစင်ဘုံသူ့ပါလေလားအာသူ့ပါလေဘုသူခန္ဓာကမြန်သူ့ပါထွက်တယ်ဟမ်ခင်ဗျားတို့ခန္ဓာထွက်သမျှကဘာလဲလဲအဲ့ဒါအာသုဘလေးဘုံကမှန်ဝင်နေရင်အဲ့ဒီအာသုဘပြီးပြီးရှင်းသလားခုနငတုံးမစင်ပုံပြီးတော့ခင်ဗျားတို့ပြုံးနေတာခုလည်းခင်ဗျားတို့ဘာပြီးနေတယ်ထင်တယ်ဒါတရက်နေ့ရလာဟောလို့လာနိုင်တာရက်ရှည်ကြီးများသာဆိုရင်မစင်တော့ရမထွက်နိုင်ရှင်းလား
ဒီပိဋကပြောတာမဟုတ်ဘူးမလာတဲ့လူတွေပြောနော်ဟမ်ပိဋကကတော့ဒါအားလုံးသာယသမီးရေစွန့်ခွာပြီးတော့အခုဘာလာနာကြဒါမစင်ဘုံကခွာလာတာခဏနေရင်ရှင်းသလားသဘောပေါက်သလားအဲ့တော့ခန္ဓာကြီးကသူ့ပါလားအတုပါလားဒီကဘာချမ်းသာတာထွက်တော့မျက်စိကထွက်တော့နာရှိတော်တယ်ပြီးရနှစ်ဖာကြီးမလို့နှာခေါင်းကတချီးရဟမ်အဲ့ဒါတို့ရမွေးသလားနန်းသလားခုခင်ဗျားတို့နေတိုင်းတော့မျိုးချပြီးတော့နေတာနော်လက်ပေါ်လေးပြင်လာခဏမတရုပ်ပြတာကိုတော်တော်ရောနေဟမ်တို့ထွက်ဒါဘယ်သူပါစထဲထွက်တာဟမ်ဘယ်လိုထုတ်ပြီးပြန်တောက်လို့ရတောက်ရဲလားဘယ်လိုသူ့ပါလားအသူ့ပါလားကျန်တာကိုစဉ်းစားတော့ဟမ်ဒါပေမဲ့ခင်ဗျားတို့နေနေတာကဒုက္ခဘုံပေါ်မှာလားမစင်ဘုံပေါ်မှာလားရှင်းသလားဒါလေးနဲ့ตายရပြီးတော့နေလို့ตายရသမီးရေးစီးပွားရေးနဲ့အချိန်ကုန်ရင်တော့မစင်ပိတ်သေးတော့ရှင်းသလားခုခင်ဗျားတို့ကမသိမဲ့လူတွေကသိမဲ့လူတွေဘယ်ချိန်သိမှာဘယ်တော့လဲရက်ချင်းလေးပါလိမ့်မရှိဘူးလားအချိန်ရောဒါပြန်ငါသည်အချိန်ပိုင်းကဘယ်လောက်အကန့်တတ်အခုလဲခဏနေလဲအသေးမဥခင်အမဲတဲ့ဟုတ်အသေးမဥခင်ဉာဏ်ဆိုတာဘာလဲကောင်းအဆိုးဒီနားလေးတွေဖြေးနေတာဟိုဟာတွေကမောအသေးမဥခင်ဒါတော့ဆိုရတယ်ဉာဏ်ဘာမှမသိဘဲနဲ့ဘယ်လိုလုပ်ယူမလဲဟမ်ဉာဏ်ဆိုတာအကောင်အဆိုးအကြောင်းအကျိုးအမှားအမှန်ကိုပိုင်းခြားသိတာဉာဏ်ပြန်ပြောအားလုံးရှင်းသလားဒါပေမဲ့ဉာဏ်ရှိခြင်းရင်ဘယ်လိုလုပ်မလဲဒါလေးနဲ့ဒါလေးမှမဖြေတတ်ဘူးလားပါးစပ်ပိတ်ထားတဲ့လူတွေရှိတယ်နော်အဲဒီပိတ်ထားတဲ့လူတွေပြီးတော့မှဟောဆင်ပြောင်ကြီးကအာရခွထားပြီခင်ဗျရှင်းသလားအကုန်သိချင်းစိုးနဲ့သိကုန်လိမ့်မယ်အနေစိုးနဲ့နေရင်ပြင်းရင်ဖြင်းတယ်ပြင်းရင်ခင်ဗျားတို့ကဒီကပြန်ရင်ထမိတ်စားမှာကျုံမစားဘူးဟိုမှာညအောင်မှာဟိုအော်အောင်မှာနော်ဘာမှမစားရတဲ့လူကခင်ဗျားတို့အော်ပေးနေတာခင်ဗျားတို့မအော်နိုင်ဘူးလားဒါလို့ဒါဖြင့်ညာရှိအောင်ဘယ်လိုလုပ်မလဲအကောင်အဆိုးအကြောင်းပိုင်းခြားသိအောင်ကြိုးစားမတာဒုံးတီကြီးတွေလုံးမနေနဲ့ဘာလို့ငါဒုံးလို့ဆိုနေဟမ်မစိန်ပုံပေါ်ကနေမှန်ဝဲတယ်ဉာဏ်ဆိုတော့အကောက်ဆိုအကြောင်းကျိုးအမှန်ကိုပိုင်းခြားသိတာဉာဏ်ဒါဉာဏ်ကိုအဓိပ္ပာယ်ဖွင့်ထားပြီအဲ့ဒါဖွင့်ပေးတာလကားဖွင့်ပေးတာမဟုတ်ဉာဏ်ရှိအောင်ဘယ်လိုလုပ်မလဲဆိုအကောက်ဆိုသိအောင်လုပ်အောင်အကြောင်းကျိုးအမှန်အဲ့ဒါပြောတာပေါ့အဲ့တော့ညာရှိအောင်ဘယ်လိုလုပ်မလဲဆိုတော့လေအကောင်းဆုံးအကြောင်းကျိုးမှန်ကိုပိုင်းခြားသိရမှာပါဖယားဒီလိုလားမှာပေါ့သူကပိုင်းခြားသိတာညာဖြေတာကိုကညာမပါဘူးညာအကြောင်းမသိပဲညာရှိအောင်လုပ်လို့ရမလားကျဲတာအဖြေပဲကျုပ်တို့သာသနာဆုံးနေလာတာသာသနာတော်ကြီးတစ်ဖြည်းဖြည်းကြရှုံးလာတာအဲ့ဒီဉာဏ်ကိုဘာမှမသိခဲ့လို့ခက်တယ်ရှင်းလားသတ္တန်တရားလုံးသူများပါဇက်များလမ်းဆုံးလားသူများပြောတာနဲ့တင်ချိန်ကုန်လားအဲ့တော့ဉာဏ်ရှိအောင်လို့ငယ်တော့အမေနဲ့ဖေသိပ်ပြောပေါ့ဆရာသမားလည်းပြောဟဲ့နေဉာဏ်ရှိအောင်လို့ဉာဏ်လွှာသုံးစားဆိုတော့သင်သုံးသားနဲ့လွှာရမလားဗရိဓာနဲ့လွှာမလားဘယ်ဟာလွှာမှလည်းမသိဘူးဟမ်
ဒါပေမဲ့လွာတော့အမေညာဆိုတာဘာလို့ဟဲ့ညာဆိုတော့ညာမို့ခေါင်းကိုပူလို့သူလည်းမပြောနိုင်ဘူးရှင်းသလားဟုတ်တယ်ခင်ဗျားတို့ညာဘာမှမသိပဲကျုပ်ကညာဘယ်လိုလုပ်ရှိအောင်လုပ်မလဲလို့ဆိုတော့ငါတုံးကျုပ်ကိုပြောခဲ့တာအဲ့ဒါကျုပ်နာမည်ဒီမှာရှင်းလားဒီလိုက်စာအုပ်တွေလိုက်ရှာတော့လည်းညာဖွင့်ထားတာမရှိဘူးအဲ့တော့ဘယ်သူကပြောလိုက်ညာရှိအောင်လုပ်တယ်ရောညာဘာမှမသိပဲနဲ့ဘယ်လိုလုပ်ရှိအောင်လုပ်ရှင်းလားအဲ့တော့ဒီရရှိကာယကံဝစီကံမနောကံဘာလို့ကောင်းအဆိုးပိုင်းခြားသိအောင်လောရမအဲ့သူ့ဟာလေးနဲ့သူသဟဇာတဖြစ်အောင်ဖြိုးဟမ်ဒီရရှိကာယကံဝစီကံမနောကံလှုပ်တိုင်းကောင်းဆိုးမကောင်းတဲ့စကားကိုကောင်းတဲ့စကားကိုမမှန်တဲ့စကားကိုမှန်တဲ့စကားကိုအကြောင်းအမှန်ကိုလောက်ရဘာဖြစ်လဲအကြောင်းအမှန်ကိုသတ္တန်တရားလုံးမှာအကြောင်းမှားခဲ့လို့မှားတာမှကြည့်လေသမုဒိယလုံလိုက်သမုဒိယလုံလိုက်လောက်ခဲ့သမျှကသမုဒိယအကြောင်းလောက်ခဲ့သမျှကရတာကဟောတာသက်သေပဲဒုက္ခရနေမှာတော့လောက်ခဲ့တဲ့အကြောင်းကမှန်သလားမှားသလားကောင်းသလားဆိုးသလားအကြောင်းမကောင်းတော့အကြောင်းမှားနေတော့အခုခင်ဗျားတို့ချမ်းသာသလားဆင်းရဲသလားမှန်ခဲ့လို့လားမှားခဲ့လို့လားဒါဖြင့်တရားရှိအဲ့တော့တတန်တရားလုံးတော့မှားခဲ့ခုချိန်ထိလဲမှားနေတော့မဲ့သေချာလို့အောင်မဲ့ကိုမှားနေပြီများထင်နေလားဟမ်တတန်တရားလုံးတော့ခုချိန်ထိလဲဒီရရှိတော့ဟမ်သိတော့မှမအောင်မလို့သိမရဘူးဖြစ်နေတယ်ဟမ်တတန်တရားလုံးလဲမှားလို့အားလုံးတော့ဘယ်သူတွေတို့ကိုယ်တိုင်ပဲတတန်တရားလုံးလဲခုချိန်ထိလဲဟုတ်ပြီဒီကရှိတော့ရှင်းကလားအလိုလိုမှန်သွားမှလားမှန်အောင်လို့မှန်ပါလားဒါဖြင့်သတိထားဝရိယဆိုင်ပညာနဲ့ကြည့်သတိဝရိယပညာရှိမှဘာဖြစ်မှာဉာဏ်ဖြစ်မှာသတိဝရိယပညာရှိမှဉာဏ်ဖြစ်မှာအကောင်းဆုံးအဲ့တော့မစင်ဘုံပေါ်တွင်ပြောမနေနဲ့ရှင်းရလားငါသားလေးငါပြောရင်ပြီးတယ်ဆိုရင်ဟိုကမစင်ဘုံပေါ်တက်လို့ဣကနေဖြစ်သွားသဘောတွေချဟမ်ငါခန္ဓာကိုယ်တော်ဒီကောင်မထိန်နိုင်ဘူးတဲ့ရှင်းသလားငါပြောလိုက်ရင်ပြီးပါတယ်ဟမ်အဲ့တော့ဒီမှန်လေးတွေမရှိဘူးလားဒီအိမ်သူပြီးမှပြီးတာဆိုရင်ဘယ်ဘုံပေါ်တော့မစင်ဘုံပေါ်သုဘတွေလားအာသုဘတွေလားအာသုဘတွေတိုင်တာကိုခင်ဗျားတို့ပြောနေရှင်းသလားဟဲ့ဒါဖြင့်ဒီဘဝကလွတ်အောင်ကြိုးစားအဲ့တော့တတန်တရားလုံးလဲမှားတယ်ခုချိန်ထိလဲမှားနေတော့မဲ့ဒီကားရှိတော့အောင်လို့မဆိုတော့တတိထားဘုသူကိုဘုသူကြည့်မယ်ဘုသူကစပြင်းရမှာဘုသူတရားပြက်ဘုသူတရားပြက်အခုလောကကြီးကကောင်းနေလားဆိုးနေလားဆိုးတဲ့အတိုင်းပဲထားမလားကောင်းအောင်လုပ်မလားဒီလောကလုံးပြင်ဖို့လွယ်ပါ့မလားဒါပေမဲ့မရတော့ဘူးလားသိတော့မယ်ရပါသိတော့မယ်ဒီဖြေထွက်ပြီးသိမယ်ဘယ်မှာခင်ဗျားတို့မစင်မုံနဲ့နှစ်တော့မှာတို့ကဟိုခွာထားပြီးပါချတော့ကျင်းလားရုပ်ဆိုရင်အကုန်ဆုံးလုံးမျိုးတော့နော်အဲ့တော့အခုချိန်ခင်ဗျားတို့အင်အားကိုမွေးထားမှရလောကကြီးတစ်ခုလုံးကကောင်းနေလားဆိုးနေလားတစ်ခုလုံးကောင်းအောင်ပြင်ဖို့လွယ်ပါ့မလားပြင်လို့ရပါဦးမရရင်မနဲ့ပြန်မလာဘူးမရဘူးဆိုမှတော့ဘာလုပ်နေတော့မှာဟမ်ရလားမရဘူးရပါတယ်တလောကလုံးနိုင်စရာမလိုပါဘူး
တယောက်ချင်းကောင်းရင်တမိသားစုကောင်းပါတမိသားစုချင်းကောင်းလာရင်ဘုရားကွက်ကောင်းလာရင်တရွာလုံးကောင်းပါတယ်တရွာလုံးကောင်းရင်တစ်မျိုးနယ်လို့တစ်မျိုးနယ်ချင်းကောင်းလာရင်တတိုင်းပြည်လုံးကောင်းပါတယ်ခင်ဗျတယောက်မှမကောင်းလို့တနိုင်ငံလုံးမကောင်းတာရှင်းလားသဘောကျသလားအဲ့လူတွေမကောင်းဘူးဆိုကိုကဟောဒီလူတွေကောင်းတဲ့လူတွေမဟုတ်ဘူးဆိုကိုယ့်ဘက်ထိုးရတဲ့လက်ညိုးကဟိုဘက်ကိုဘယ်နှချောင်းတို့ကိုယ့်ဘက်၃ချောင်းပါဒီလက်မဘယ်လိုလုပ်ထိုးမလို့တော်လုတ်ပါနော်ဒီလက်မတော့အထက်ကပြတာထက်ကဟာတွေလည်းမကောင်းဘူးလို့နတ်ပြည်ဟာပြောတာပါရှင်းသလားဘယ်ဟာကောင်းလို့ဘယ်ဟာမှမကောင်းဒီတိုင်းပဲထားရမလားခင်ဗျားတို့မသိတဲ့လူတွေကသိတဲ့လူတွေအသိဉာဏ်ရှိမရှိဟိုကိုအသိဉာဏ်ရှိတယ်လို့ယုံရင်ကောင်းအောင်ဒါပေမဲ့ခုနစကားပြန်ပြောမယ်တတန်တရားလုံးတော့မှားခဲ့ပြီခုချိန်ထိလဲဒီကရှိဘသူကိုဘသူတာဝန်ယူမလဲအားလုံးရက်ကြို့ရဲ့လောကကြီးမကောင်းမှုကြီးမိပါနဲ့ကိုလေးပဲတာဝန်ယူပေးပါရှင်းသလားမမှန်တာမလုပ်ဘူးကွာမဟုတ်တာမလုပ်ဘူးဟဲ့ရှင်းသလားကွာခင်ဗျားတို့ကမဟုတ်ဘူးလားမောင်တို့ရေမဟုတ်ပါဘူးမဟုတ်ပါဟုတ်သလားမောင်တို့ရေဟုတ်ပါတယ်ဟုတ်ပါတာမပါဘူးရှင်းသလားမဟုတ်တာဆိုရင်မလုပ်ဘူးကွာမမှန်တာဆိုရင်မပြောဘူးဟဲ့ရှင်းလားဘယ်သူကိုဘယ်သူတာဝန်ယူလောကကြီးမကောင်းဘူးထိုင်ကြီးနေမှာလားကိုယ့်အကိုကောင်းအောင်ကြိုးစားမှာအားလုံးကျင်တတ်တယ်နော်ခုငါတို့ဘဝလေးကဘယ်ပုံပေါ်မှာမစင်ပုံပေါ်ကနောက်ရှိဖို့လေးပါခင်ဗျဆင်ပြောင်ကြီးကခွထားပြီရှင်းသလားပလုံးဆိုရင်တော့ဒီတော့အသေးမဥကင်းကဲခန္ဓာဘန္တပါဖြစ်ဘာသစ္စာသိတဲ့ဉာဏ်ကမေဃသစ္စာလာရင်ဒီဘက်ကလောဘဒေါသမောဟတဏှာမာနဒိဋ္ဌိတွေလာအောင်မလားမလာရင်သေတာကနောက်ခန္ဓာမလာတာကသစ္စာဘယ်နှချက်ကဲကဲဆိုသစ္စာ၄ချက်တစ်ပြိုင်တည်းကိုက်မှသာလျှင်တန်တရားဝတ်တွင်းကလွတ်ကင်းနိုင်မှာဖြစ်တဲ့အတွက်မိမိရဲ့ဘာမှအဖို့မတန်တဲ့ဘဝကလေးကိုตายာမနေကြပဲနဲ့ကောင်းတဲ့ကောင်းအောင်လွတ်မြောက်အောင်သာသနာနဲ့တွေ့တော့ကြိုးစားကြပါစို့လို့တိုက်တွန်းရင်းနဲ့ဒီနေ့တရားပွဲဒီညနဲ့တော်ကြစို့